အခုလိုနှုတ်ပတ်တော်ဝေမျှသောအချိန်ရရှိသောကြောင့်အထူးပဲဘုရားသခင်ကြီးကိုချီးမွမ်းတယ်။ဒီမျက်နှာလေးမြင်ရတာနော်ဒီမျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့အတိုင်းနော်မြင်ရတာဝမ်းသာပါတယ်လို့နော်ဆိုတော့ပြီးတော့ဆရာပေါလုလည်းနော်ဒီသူတိုက်တွန်းဝေမျှတာတွေအများတန်းကြားတဲ့ခါကျတော့အားလုံးကအင်ပြအပြည့်ရှိလိမ့်မယ်ဆိုတော့ဒီနေ့ကျွန်တော်လည်းကြီးကိုချီးမွမ်းချင်တာကတော့ဆရာတို့ဇနီးမောင်နှံဖျားပို့ဆောင်ပေးလို့ဒီရောက်လာတယ်သူတို့ကလည်းကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့သူတို့စေတနာထားတယ်ပေါ့နော်သူပြပြောဆုံးဝိညာဉ်ချစ်တော်စိတ်နဲ့ရောက်လာကြတာဖြစ်တယ်အရင်တော့နယူးယောက်မှာအော်ဘာဒီမှာကျွန်တော်တို့အဲ့မှာလည်းတစ်နှစ်ခွဲလောက်ဒီဖြစ်တယ်ပေါ့နော်တစ်နှစ်ခွဲကျော်ဆရာတို့ရောက်ရှိလာတယ်ကျွန်တော်လာပြီးတော့ကူညီကြတယ်အဲ့လိုမျိုးပဲဒီနေ့ Solid City ဆိုတော့ဝေးတဲ့နေရာမိုင်ပေါင်းဂရီဝေးတဲ့နေရာသူတို့လည်းလာကြတယ်နော်လေနဲ့မရောက်နိုင်ဘူးဆိုတော့အဲ့ဒါသူတို့ရဲ့ချစ်ချင်းမေတ္တာဖြစ်တယ်ဖျားကိုချစ်ချင်းပြောဆုံးဝိညာဉ်ချစ်ချင်းနောက်မှုတော်ဆောင်ခြင်းတွေကိုဒီနေ့ချစ်ချင်းဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်သူချစ်ချင်းမေတ္တာနဲ့သူတို့လာလို့တဲ့ချိန်မှာခုနကတော့သူယုံကြည်ခြင်းပြောနေတာနော်ယုံကြည်ခြင်းရှိရင်ပဲပြောတာအခုတကယ်တမ်းကျသူ့ရဲ့အတွင်းမှာယုံကြည်ခြင်းတာမကဘူးသူချစ်ချင်းမေတ္တာလည်းနော်ကြီးမားထင်ရှားကြောင်းသိရတယ်ဒီအတွက်ကြောင့်နော်မိုးတော်ဆောင်တွေမှာလိုအပ်နေတဲ့အရာတွေနော်ဒီကဲ့သို့လက်တွေ့သူလှုပ်ဆောင်ပြီးတော့တက်ရှင်နေတာတွေ့ရတော့အထူးပဲကြည့်လို့ချီးမွမ်းတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ဒီနေ့အရောက်တိုင်းစီတော့ကျွန်တော်မသိဘူးတိုးတော့နော်ဆရာတီတူတို့နော်ဆရာဒီမောတီတို့နောက်ဘာလို့လဲဟောဒီမှာကျွန်တော်တွေ့လာစောစေနေလာတရားနော်ပါတယ်လို့ပြောတယ်နော်ဆိုတော့ဟုတ်ပြီဘာပဲဖြစ်ဖြစ်နော်ကျန်တဲ့လူတွေလည်းဟုတ်တယ်ဆရာဒီ social နေရတဲ့တော့မနေနော်ရည်သိုးပေါ့နော်ပြီးတော့မှဆရာတိမောတေကညောင်းတော့ပေဆရာတိတုကဗမွေးကုံပေါ့ဆရာမြန်မာဟုတ်ပြီဘာမွေးကုန်နော်ဒီမှာဆရာမရှိမနာကတော့သူကတော့ဗမွေးကုံရဲ့စန္ဒကူဆရာမပေါ့နော်ဟုတ်ကဲ့ဒီမှာဟုတ်ကဲ့ကျန်တဲ့သူတွေကတော့တော့နာမည်ရေးထားတယ်ဆိုတော့ဟုတ်ကဲ့နာမည်ရေးထားတာမှလိုက်ကြည့်နေမျိုးလုံးဝတခါကျကောက်ပြီဟုတ်ပြီဝမ်းတာတယ်နော်ဆိုတော့စန်နီစုဆရာမတွေလည်းအင်မတန်ရေးကြီးကြောင်းလဲဆရာပြောလို့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ရာစုနှစ်တစ်ခုလုံးကိုဒီနေ့နာမည်ကြီးပြီးတော့တော့ဒီဥဆောင်လာခဲ့တဲ့လူပေါ့နော်ဒီအားကိုကြည့်မယ်ဆိုလို့ရှိရင်ဆန်လူဆရာမအားဖြင့်ပြောင်းလဲလာတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့ဒါတွေကတော့အများကြီးပြောလို့ရှိရင်တော့နော်ဝေးပြန်ရောက်သွားမယ် exit ထွက်သွားမယ်စတာနဲ့လွဲသွားမှာဆိုလို့နော်အဲ့ဒါတွေမပြောဒီနေ့တော့ဆရာလဲကျွန်တော်တို့ကိုကျွန်တော်ဘာပြောမလဲမေးတဲ့ခါကျဆရာပြည့်ညတ်တော်အကြောင်းသင်ပေးပါလားလို့ပြောတယ်လေဆိုတော့ဘလို့သင်ကောင်းမလဲပါမလဲစဉ်းစားနေတယ်အမှုတော်ဆောင်တွေလည်းဖြစ်တယ်တချို့လည်းနော်ပါဝင်နေကြဖြစ်တယ်တစ်ချက်ကတော့ဟုတ်တယ်ဒီနေ့ဘုရားသခင်ကြီးကိုချီးမွမ်းတယ်ဆရာလည်းဆူတောင်းမိပြီဆိုတော့ကျွန်တော်နော်တမန်တရားပဲစပြီးတော့ဝိမျှမှာဖြစ်တယ်အချိန်ကလည်းသွားနေတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီပြည့်ညတ်တော်နဲ့ပတ်သက်လို့နော်ဒီနေ့မေးစရာမေးခွန်းတွေရှိတယ်တချို့တွေကပြည့်ညတ်တော်လိုက်လျှောက်ရမယ်ကျင့်ရမယ်လို့ပြောကြတယ်နော်ကိစ္စပဲဖြစ်တယ်ဆိုတော့ကျွန်တော်တောင်ဆင်ခြင်းတဲ့ချိန်မှာပြည့်ညတ်တရားအကြောင်းရင်သိဖို့လိုရတယ်လေပြည့်ညတ်တော်ကနော်ဘယ်ချိန်မှာပြီးတယ်လဲဘယ်သူစီမှာပြီးခဲ့လဲဘယ်တော့ကပြီးခဲ့တာလဲပေါ့နော်ဆိုတော့တရားပြန်လေ့လာဖို့ဖြစ်တယ်ဆိုတော့ပထမဆုံးပြည့်ညတ်ကတော့ဖယားခင်ကဣဒင်ဥယျာဉ်မှာနော်ဒီပြီးခဲ့တဲ့ပြည့်ညတ်ဖြစ်တယ်ကောင်းမကောင်းတီချောင်းရပင်ကအတီကိုမစားနဲ့ဆိုတဲ့ပြည့်ညတ်ချက်နော်တခုတည်းသောပြည့်ညတ်ဖြစ်တယ်အဲ့ဒီပြည့်ညတ်နော်တခုတည်းဒါပေမဲ့ဖြစ်ချင်တော့နော်ဒီဂျူးလူမျိုးတွေတဲမှာပြည့်ညတ်တော်ပေါင်းဗနေရာကျော်ရှိတာလေမောရှိချမ်း၅ချမ်းထဲမှာစုစုပေါင်းလိုက်ရင်ဘယ်လောက်ရှိတယ်လဲ613စီဟောဒီတော့613ပါးတောင်ရှိတယ်တဲ့ကျွန်တော်အဲ့ဒါကိုဒီမိနစ်မှာဆင်ခြင်ဟာဖေကပြီးတော့တပါးတည်းပြီးတာလို့ဘလို့လို့613ပါးတောင်ဖြစ်လာတယ်လေပေါ့နော်ဆိုတော့မစင်စားမိသလားအဲ့ဒါလူတွေကနော်ဒီနေ့ဒီဟာတွေကိုနော်ဒီသူတို့ရဲ့အသက်တာမှာလိုအပ်လို့နော်ဒီဖယားနဲ့သူတို့ဂျားထဲမှာနော်ဖြစ်လာတဲ့ဟာတွေရှိတယ်နောက်ပြီးတော့သူတို့ဘာသာသူတို့လောက်တဲ့ပြည့်ညတ်တွေရှိတယ်ဆိုတော့အဲ့ဒါတွေကိုအသေးစိတ်သိမယ်ဆိုရင်အများကြီးရှိမယ်ပေါ့နော်သို့တော့အဲ့ဒီပြည့်ညတ်တွေအများကြီးရှိခဲ့ပေမဲ့လုံလောက်ခြင်းမရှိဘူးနော်
မရှိဘူးနောက်ဆုံးကြတော့ဖះကရွေးကောက်ထားပေမဲ့အဂုတ်တုလူကျွန်ဘွားနဲ့လွတ်မြောက်တဲ့ချိန်မှာသူတို့ကိုဖះသခင်ဒီလောက်နော်63ပါးလောက်ရှိနေတဲ့ပြည့်ညတ်တော်တည်းမှာပြည့်ညတ်တော်10ပါးကိုသူတို့ပြန်ပေးတယ်နော်ဆိုတော့အဲ့ဒါကိုတွေ့ရတယ်ပြည့်ညတ်တော်10ပါးကိုတိနာတောင်မှာပေးတယ်ဒါကြောင့်ပြည့်ညတ်တော်ပေးတဲ့ခါကျတော့အဲ့ဒီပြည့်ညတ်တော်နဲ့ပဲသူတို့ကသွားရမှာဖြစ်တယ်ဣသရေလလူမျိုးတွေအတွက်ဒါကြောင့်မို့ကျွန်တော်တို့ဒီပြည့်ညတ်တော်အကြောင်းပြောတဲ့ချိန်မှာဟုတ်တယ်လူတွေတော်တော်များများပါဂိုင်းကနာတော်တော်များများပေါ့နော်ဘာသာတော်တော်များများကပြည့်ညတ်တော်လိုက်ရှာဖို့ချင်းရှာဖို့ရောက်တိုင်းစီကတုံတင်ကြတယ်အဲ့ဒါကဘာသာရေးပဲဖြစ်တယ်ပေါ့နော်ဘာသာရေးဆိုတာကဘာသာတရားတွေကကောင်းမှုကုသိုလ်အချင်းနဲ့သွားကြတယ်ခရိယန်တွေလည်းအဲ့လိုပဲကိုယ့်ကိုဖြစ်မှမသိဖြစ်နေကြလေငါတို့ကတော့ခရစ်တော်ယုံကြည်ခြင်းအပြင်လို့ပြောပေမဲ့ပြည့်ညတ်တော်10ပါးကိုမရှင်းတဲ့ချိန်မှာဘာသာတရားထဲမှာပဲပြန်ဝင်သွားကြတာတွေ့ရတယ်နော်ဒါကြောင့်မို့ပြည့်ညတ်တော်10ပါးဆိုတာကနော်ဘယ်ကဲ့သို့သောရာမျိုးလဲဆိုတာသိဖို့လိုအပ်တယ်ဆိုတော့ဟုတ်ပြီမောရှေလက်ထက်မှာအပ်ခဲ့တဲ့ပြည့်ညတ်တော်10ပါးကိုကျွန်တော်တို့ဒီဆရာကျွန်တော်ကို host ပေးထားလားပေးလိုက်မယ်ဆရာ ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ယောဟန်ခန်းကြီး1မှာเนาะကျွန်တော်သွားကြည့်မယ်ဆိုရင်ငယ်18မှာဟုတ်ပြီယောဟန်1မှာသွားခင်ကျွန်တော်ဖွင့်ထားပြီးတဲ့ဟာကိုကျွန်တော်ရင်ကြည့်လိုက်မယ်เนาะပြောကြရအောင်ကတဲ့ကဲသွားရမှာဆိုတော့အချင်းကတိတ်မရဘူးအဲ့ဘက်ကရလားမသိဘူးကျွန်တော်တို့ကတိတ်အချင်းကမနေ့သွားနေရပြီဆိုတော့ကောင်းပြီဒီမှာပြည့်ညတ်တော်နဲ့ပတ်သက်လို့เนาะဒီဟာလေးကိုဆရာရွေးချယ်ထားတယ်ဒါကတော့เนาะဒီနေ့မေးစရာဆင်ခြင်စရာမေးခွန်းတစ်ခုဖြစ်တယ်မဿဲခန်းကြီး9ငယ်19မှာဖြစ်တယ်နော်ပြည့်ညတ်တိချမ်းအနာဂတ်တိချမ်းများကိုဖြစ်ပယ်ခြင်းကငါလာသည်ဟုမထင်ကြနဲ့ဖြစ်ပယ်ခြင်းကငါလာသည်မဟုတ်ပြည့်စုံစေခြင်းကငါလာသည်လို့ပြောတယ်နော်ဆိုတော့ဒီချမ်းချက်ကိုဆရာဆွဲထုတ်လိုက်တာကပြည့်ညတ်တော်နဲ့ပတ်သက်လို့ကျွန်တော်တို့ပြောတဲ့ချိန်မှာပြည့်ညတ်တော်ကိုလိုက်လျှောက်ရမယ်ဒါကြောင့်လိုက်လျှောက်ဖို့မလိုတော့ဘူးလေခရစ်တော်အပြည့်ပြည့်စုံသွားပြီတချို့လည်းမဟုတ်ဘူးပြည့်ညတ်တော်ကပြည့်စုံသွားပြီမဲ့လိုက်လျှောက်ရအောင်မေနော်ဒါကြောင့်အထူးဖြင့်ယုံကြည်ခြင်းနဲ့ဒီကျေးဇူးတရားနဲ့ပြည့်ညတ်တရားကိုနှိုင်းယှဉ်ပြီးနားမလည်တဲ့ချိန်မှာလိုက်လျှောက်မယ်ဆိုတဲ့ຢာတွေစိတ်ထဲမှာရှိနေတတ်တယ်နော်လက်တွေ့မလုပ်ပေမဲ့ဆုံးမရတုံတင်ရခဲ့တဲ့အရာတွေမှာလူတွေကိုဝိညာဉ်တော်ရဲ့တကူနဲ့တန်ရှင်းမလုပ်ပေးနိုင်တဲ့ချိန်မှာမပဲ့ပြင်နိုင်တဲ့ချိန်မှာဘာပြန်ပြောတတ်တယ်လူတွေကိုပြန်ပြည့်ညတ်တော်လိုက်လျှောက်မယ်ပြန်ပြီးပြောချင်တယ်ဟိုကမလုံနဲ့ဒီကမလှုပ်နဲ့နမတုနဲ့မထိနဲ့မကင်နဲ့ဆိုတာပြန်ပြောလာတတ်တယ်အဲ့ချိန်မှာကကိုပြောတာနဲ့ကိုကျင့်တာတွေကလွဲတယ်နော်တော်တော်များများလေးယုံကြည်သူတွေကအဆိုးဆုံးကတော့ဒီနေ့မဟာအမှားကြီးမှားတဲ့အားဖြစ်တယ်သူတို့တွေကဘယ်လိုယုံကြည်လဲဆိုရင်တော့ယုံလဲယုံခုံလဲခုံမှာပဲဒါကယ်ရီရှင်စိတ်ချမှုရှိတာကျေးဇူးတော်ကမလုံလောက်ဘူးဆိုတဲ့သဘောဖြစ်တယ်သူတို့အတွက်ကတော့ဒါကြောင့်သူတို့ကဘယ်လိုကျမ်းတွေကိုဆွဲကင်တယ်လဲယာကုပ်ခန်းကြီး2ငယ်26မှာလေအကျင့်မပါသောယုံကြည်ခြင်းသည်အသေးဒီမှာတွေ့လားဒီကျမ်းချက်ကိုထောက်ပြလိုက်တယ်မင်းဘယ်လောက်ပဲယုံကြည်တယ်ပြောဒီမှာအာဗြဟံကြီးကစပြီးပြောငါတို့ယုံကြည်ခြင်းဖခင်တော်မှာကျင့်တယ်လေဘယ်လောက်ပဲမင်းတို့ယုံကြည်တယ်ပြောမင်းတို့အကျင့်မပိုင်မင်းတို့ကအတုပဲအသေးပဲဒါကြောင့်မင်းအကျင့်မယ်ဒါဆိုဘာကျင့်မလဲပြောတော့ကျင့်မဲ့ခါမှာသူတို့ဘာပြန်ဆွဲပြောလဲပြညတ်တော်10ပါးကိုကျင့်ရမယ်အဲ့ဒါပဲအဲ့နေရာမှာကျွန်တော်တို့ရှင်းရှင်းလင်းလင်းမသိဘူးဆိုရင်ကျွန်တော်တို့ကအဲ့ချိန်မှာလွဲသွားပြီတကယ်တမ်းကျတော့အဲ့မှာကျွန်တော်တို့မှာယုံကြည်ခြင်းနော်တစ်မျိုးရှိတယ်ကယ်တင်ခြင်းနဲ့ရှင်သောယုံကြည်ခြင်းနော်နောက်ပြီးတော့အသက်တာနဲ့ရှင်သောယုံကြည်ခြင်းဆိုရင်နှစ်မျိုးရှိတယ်နော်ဒါကြောင့်မို့အင်္ဂလိပ်လိုပြောရင်တော့ saving faith နဲ့ living faith ဆိုတာရှိတယ်ဒီနှစ်ခုကိုသူတို့ကရောပြီးပြောတဲ့တကြောင်ပေါ့နော်အဲ့ဒါရှုပ်ထွေးသွားတာဖြစ်တယ်ဒါကြောင့်မို့အဓိကကတော့ဟုတ်တယ်အကျင့်လို့ပြောတဲ့ချိန်မှာเนาะတပည့်တော်တွေကလည်းခရစ်တော်မေးခဲ့ပါတယ်เนาะကျွန်တော်ဟိုရောက်ဒီရောက်เนาะကျွန်တော်လည်းအခုကျွန်တော်ဟောเนาะကျွန်တော်ခ
ခွတ်တော်နဲ့ပတ်သက်လို့နော်တဲ့သူတို့တပည့်တော်တွေကမေးတဲ့ဟာကိုနော်ကျွန်တော်ပြန်ပြီးကြည့်အောင်နော်သူတို့တွေမေးတယ်အလိုတော်နဲ့ညီသောအကျင့်သည်ဘယ်နည်းလို့မေးတယ်နော်ဆိုတော့တစ်ချက်နော်ကျွန်တော် share ပေးမယ်ကောမီဒီယာနော်ဒါအင်္ဂလိပ်လိုကျွန်တော်ရေးထားတယ်ယောဟန်ခန်းကြီး6ငွေ28မှာနော်သူတို့ကဘာလိုတော်နဲ့ညီသောအကျင့်ပေါ့နော်အခုတော့ပြောနေအကျင့်လို့ပြောတာလေနော်ပြည့်ညတ်တော်မဟုတ်ဘူးလို့ပြောနေတော့လေအကျင့်ပြန်ပြောကြတယ်လေဒါကြောင့်ကျွန်တော်တို့ဒီမှာယောဟန်ခန်းကြီး6မှာကအလိုတော်နဲ့စေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ဖြစ်တယ်လေနော်ဒီမှာသူတို့ဒီမှာမေးပြီနော်ထိုသူတို့ကလည်းဖျားခင်လူတော်နဲ့ညီသောအကျင့်ကိုကျင့်ခြင်းကအဘယ်သို့ပြရမလို့ရှောက်ကြ၏ဒီချမ်းချက်တယ်ဟုတ်ပြီဆိုရင်တော့ကျွန်တော်ဒီဒါလေးခဏပြန်ပြီးတော့ဒီအဓိကကနော်ဒါကြောင့်ယောဟန်ထဲမှာဖော်ပြတာကတော့ခမဲတော်ဆေလွတ်တော်သူကိုယုံကြည်ခြင်းချင်းဟာအလိုတော်နဲ့ညီသောအကျင့်ဖြစ်တယ်လို့ပြောတယ်နော်29မှာကဒါကြောင့်ဒီကနေ့ကျွန်တော်တို့ပြည့်ညတ်တော်အကြောင်းပြောတဲ့ချိန်မှာနော်ဒီလူတွေကမောရှီမှာပေးတဲ့ပြည့်ညတ်တော်ပဲသိတာဖြစ်တယ်နော်ယေရှုခရစ်အားဖြင့်ဘုရားသခင်ပေးတဲ့ပြည့်ညတ်ကိုမသိဘူးဒါကြောင့်မခရစ်တော်လည်းအမြဲတမ်းပြန်ပြောပြည့်ညတ်တော်တစ်နော်တရားဟောင်းနော်မပြောဘူးနော်တရားအသက်လို့ပြောတယ်ငါပြီးတော့ပြည့်ညတ်တော်လို့အမြဲတမ်းပြောတယ်နော်ဒါကြောင့်မို့ဂရိတော်တင်တော့ပြီးတော့လဲပရိညင်တရားအသက်လို့လည်းပြောတယ်ဒါကြောင့်ဒီအသက်ကိုသိဖို့လိုရတယ်အဟောင်းကပဲမဟောင်းသွားတာလေအဲ့ဒီမောရှိမှာပေးတဲ့ကဟာဟောင်းသွားပြီနော်အဲ့ဒီနေရာမှာပဲခုနဒွိဟဖြစ်စေတဲ့ဟာကဒါဆိုမလျှောက်ရတော့ဘူးလားဒီကလုံးဝမလိုတော့ဘူးလားဆိုတော့ကိစ္စမှာเนาะကျွန်တော်တို့ရှင်းစီဖို့ကအဓိကကဲတခြင်းနဲ့အသက်တာကိုကျွန်တော်တို့ကရှင်းဖို့လိုအပ်တယ်เนาะကဲတင်ခြင်းအတွက်ကပြည့်ညတ်တော်တရားကနော်မလုံလောက်ဘူးဒါကြောင့်ကဲတခြင်းမလုံလောက်တဲ့ကြောင့်ကဲတခြင်းတွေမလုံလောက်တဲ့ကြောင့်မို့ဖယားခင်ရဲ့သားတော်ယေရှုခရစ်ကလာပြီးတော့ဒီပြည့်ညတ်တော်အပြင်မပြည့်စုံတဲ့ຢာကိုလာပြီးဖြည့်ပေးတာဖြစ်တယ်เนาะကျွန်တော်တို့ဒီအဓိကကဲတခြင်းနဲ့ရှင်တဲ့ဒီမန်တိုင်လို့ခေါ်ပါတော့နော်မန်တိုင်ဆိုတာကအဓိကဘဟုလို့ပြောတာဖြစ်တယ်မန်တိုင်ဆိုတာလေအင်္ဂလိပ်လိုကတော့ pivot pivot လို့ခေါ်တယ်အဓိကမန်တိုင်ကြကြအိပေခန်းကြီး2ငယ်ရှိပဲလေနော်ယုံကြည်သောအဖြစ်ကြီးတော်ကြောင့်ကဲတင်ရှုသို့ရောက်ရ၏ပြီးတာနဲ့ကိုယ်လိုလည်းရောက်တယ်မဟုတ်နော်ကိုကုသိုလ်ကြောင့်ရောက်တယ်မဟုတ်နော်ဘုရားသခင်တနာတော်မူရာဖြစ်တယ်အဲ့ဒီမှာကိုကုသိုလ်ကြောင့်ရောက်တယ်မဟုတ်နော်ဆိုတဲ့အရာကနော်ဒီကိုကုသိုလ်ဆိုတဲ့အရာကကျင့်ခြင်းကိုပြောတာဖြစ်တယ်ကျင့်ခြင်းပြောပြီဆိုလို့ရှိရင်ကောင်းတဲ့ဟာကျင့်တယ်ကျင့်တာကပြည့်ညတ်တော်တွေပဲပြန်ရောက်သွားတယ်နော်ဒါကြောင့်မို့ပြည့်ညတ်တရားအားဖြင့်အကျင့်အဖြစ်မရောက်ဘူးဆိုတာယုံကြည်ခြင်းနဲ့မှာတခါတည်းတွဲပြီးရှင်းပြတာဖြစ်တယ်နော်အဲ့ဒီမှာရန်ရှင်းတယ်သို့တော်လည်းပို့ပြီးတော့စိတ်ချရအောင်ငယ်တစ်စင်မှာထပ်ပြောတယ်လေဒါပေမဲ့ဖယားခင်မှာငါတို့ပြုပြင်တာကောင်းသောမှုမျိုးမျိုးတို့ကို၌ကျင်လည်မိအကြောင်းတကယ်ယုံကြည်တဲ့လူကနော်အစုပ်ပလုတ်ကြီးပဲတော့မဖြစ်နေဘူးနော်ဖယားခင်ကဘာလဲနိကောခန်းကြီး9ငယ်စုခုမှာပြောတာကယုံကြည်ခြင်းကြောင့်ကျေးဇူးတရားဖြင့်ငါကယ်တင်ရောက်တဲ့လူတယောက်ဟာနော်သူဟာအသက်တာပြောင်းလဲခြင်းရှိတယ်သူမှာဝိညာဉ်ပိုင်းဆိုင်ရာအသီးပွင့်တွေရှိမယ်သူအသက်မှာတက်တည်နော်တက်တည်ဆိုတာရှိတယ်ဒါကြောင့်ဒီတက်တည်ကိုလူတွေကကြည့်တယ်နော်ဒါကြောင့်အဲ့ဒါကဝိညာဉ်တော်ရဲ့မာစာခြင်းပြုပြင်ခြင်းယုံကြည်ခြင်းတစ်ခုလို့ပြောလို့ချိန်မှာယုံကြည်ခြင်းနဲ့ရှင်တွဲနေတာအမြဲတမ်းတန်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ဖြစ်တယ်ပေါ့နော်ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့အတွင်းအသီးတော်၎င်းအပြင်အသီးတော်၎င်းတီးစီတော်ရာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီမှာအဓိကပြည့်ညတ်တော်ဟာနော်ကျွန်တော်တို့ဟိုကယ်တင်ပေးတာမဟုတ်ဘူးဆိုတာသိနိုင်တယ်ကောင်းပြီအဲ့ဒါဆိုရင်ပြည့်ညတ်တော်ဘယ်မှာပြီးတယ်လဲနော်ယောဟန်ခန်းကြီးတစ်ထဲကနော်အောင်နော်ကျွန်တော်ပြန်ဖတ်ရအောင်နော်တစ်ချက်လေးယောဟန်ကျွန်တော်ဒီခဏလေး19မှာနော်ရှယ်ပေးမယ်နော်ဒါလေး
ကောင်းပြီဒီမှာကျောင်းမူကားပြည့်ညက်တရားတော်ကိုမောရှိလက်တွင်ပေးတော်မူ၏နော်ကျေးဇူးတရားနဲ့တမန်တရားမူကားယေရှုခရစ်အားဖြင့်ဖြစ်သည်ဆိုတော့ဒီပုဂ္ဂိုလ်နှစ်ဦးနော်ဒီနေ့အဲ့ရဲ့နော်ဒီအားဖြင့်ရရှိတဲ့အရာတွေကိုသိဖို့လိုအပ်တယ်ကျေးဇူးတရားနဲ့ဒီနေ့ပြည့်ညက်တရားကစန့်ကျင်ပဲဖြစ်သလားနော်ဘလို့ကွာလဲနော်အဲ့ဒါမျိုးသူနဲ့တူပဋိပက္ခဖြစ်သလားဆိုတာကိုလည်းမေးစရာမိကွန်းဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာပေးတဲ့အချိန်နဲ့ပေးတဲ့လူနော်အနှင်းခံရတဲ့လူမတူဘူးမောရှိလက်ထဲမှာပြည့်ညက်တရားကိုပေးတယ်မောရှိကိုဘာကြောင့်ပေးတယ်လဲဆိုတော့မောရှိအားဖြင့်သူ့ရဲ့လူမျိုးတွေနော်ဘုရားရဲ့လူမျိုးဣသရေလလူမျိုးတွေကိုထိုပြည့်ညက်တရားနဲ့ဘုရားခင်ရဲ့ဂတိပေးထားတဲ့ခန္ဓာပြည်တော်၎င်းယုံကြည်ခြင်းကိုသူတို့လိုက်လျှောက်ဖို့အတွက်ကောင်းခြင်းမင်္ဂလာဖြစ်ဖို့အတွက်ပြည့်ညက်တရားလိုအပ်တယ်သူတို့အတွက်ဘုရားပေးထားတယ်စောင့်ရှောက်ရင်မင်းတို့အတွက်ကောင်းခြင်းမင်္ဂလာဖြစ်တယ်မစောင့်ရှောက်ဘူးဆိုရင်မင်းတို့ပေါ်မှာချင်းအမင်္ဂလာဖြစ်တယ်เนาะဒါကြောင့်မို့အဲ့ဒီတရားကိုကျွန်တော်တို့ရှင်းဖို့ရှင်းလင်းနားလည်ဖို့လိုအပ်တယ်တချို့တွေကကိုယ့်ကိုမပေးဘဲနဲ့ဒီပြည့်ညက်တရားငါတို့ကိုပေးတယ်လို့ယူဆကြတယ်ဒါကြောင့်အေဖက်မှာတော်လကောင်ဂလာတိမှာတော်လကောင်ရှင်ပေါလုကပြောတာကအေဖက်လူတွေကအစတုန်းကမင်းတို့ဖျားမရှိဘူးမင်းတို့မှာဖျားမရှိတယ်ဆိုတာကမင်းတို့စီမှာဖျားမရှိတဲ့အကြောင်းဖျားလည်းမင်းတို့ပြည့်ညက်တော်မပေးဘူးမင်းတို့ကပြည့်ညက်တော်မရှိတဲ့အကြောင်းမင်းတို့မှာတရားမဲ့နေကြတယ်ဖျားလည်းမဲ့တယ်တရားလည်းမဲ့တယ်ဆိုလိုတော့ကမင်းတို့ကောင်းသောကျင့်တဲ့ချင်းမင်းတို့မှာအဲ့ပြည့်ညက်တော်မရှိဘဲနဲ့မင်းတို့ကျင့်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်ဒီနေ့ဒီမှာကျွန်တော်တို့လောကမှာရှိတဲ့ဘာသာတရားကျင့်ထုံးတွေကိုကြည့်တဲ့ချိန်မှာပြည့်ညက်တော်တွေရှိကြတယ်သူတို့လည်းလူတွေအားပြည့်လို့တဲ့ပြည့်ညက်တွေကျင့်တာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လူတွေအားပြည့်ကျင့်တဲ့ပြည့်ညက်တော်လာကောင်အခုခမဲဖျားခင်ကိုယ်တိုင်ကဣသရေလလူပေးတဲ့ပြည့်ညက်တရားကဘယ်သူတွေနဲ့ပဲဆိုင်တယ်ဆိုတော့အခုကဣသရေလလူမျိုးတွေနဲ့ဆိုင်တာဖြစ်တယ်ဒါကိုတပါးမျိုးသားတွေကငါတို့နဲ့ဆိုင်တယ်လို့ထင်တာကိုရှင်ပေါလုကပြန်ရှင်းပြတယ်နော်ဒီဖေမှာတော်လကောင်းကားလေဂလာတိမှာရှင်းပြတယ်ဒါကြောင့်မို့ဒီပြည့်ညက်တရားကိုကျင့်တဲ့လူတွေကအကျင့်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ဘေးနားမှာလည်းအခြားသောဘာသာတွေကဝိုင်းနေတဲ့ခါကျတော့ဒီပြည့်ညက်တရားနဲ့ပဲကျွန်တော်ပြန်ပြီးတွန်တင်တဲ့ချိန်မှာပြည့်ညက်တရားကိုရရောက်သွားတတ်တယ်ဒါကြောင့်မို့ဒီမှာဂလာတိမှာလည်းနော်ဒီခရိယန်ယုံကြည်သူတော့ဖြစ်လာပြီးဒါပေမဲ့သူတို့ဘာပြဿနာရှိလဲဆိုတော့ယေရုရှလင်မြို့ဘက်ကတက်လာတဲ့လူတွေကနော်သူတို့ကိုအခြားသောအေးဝင်လေးတရားဝင်မြကြလို့သူတို့အယောင်စိုးခံရတယ်။နော်ဒါကြောင့်သူတို့ယုံကြည်ခြင်းဟာဝေဝါဖြစ်သွားတယ်။ရှင်ဘောလူကြီးကပဲမှားနေပြီလားဆိုပြီးတော့လေနော်ယုံကြည်ပြီးတော့ငါတို့မကျင့်ဘယ်လိုလုပ်မှာလဲဘောနော်ဆိုအဲ့ပြဿနာပေါ်လာတယ်လေအဲ့ချိန်မှာဒီမှာတော့ကြည့်အောင်အဲ့ဒါဒါကျွန်တော်မြင်မှန်ဖတ်သွားမယ်နော်ဆိုတော့ကျွန်မနဲ့ကျွန်မမဟုတ်တော့တာပြည့်ညက်တရားနာမနေခြင်းသောသူတို့သင်တို့သည်ပြည့်ညက်တရားကိုနားမလည်ကြသလောပြည့်ညက်တိကျမ်းစာ၌လာသည်ကအာဗြဟံ၌သား2ယောက်ရှိ၏သားတစ်ယောက်ကကျွန်မ၏သားဖြစ်၏တစ်ယောက်ကကျွန်မမဟုတ်တော့မိန်းမ၏သားဖြစ်၏ဟုလာသည်ကျွန်မ၏သားသည်ဇာတိပုရိအဖြစ်ဖွာသောသားဖြစ်၏ကျွန်မမဟုတ်တော့မိန်းမ၏သားသည်ဂရိတော်အဖြစ်ဖွာသောသားဖြစ်၏ထိုအကြောင်းအရာကိုပုံပမာအဖြစ်ဆိုတော့ထိုမိန်းမ2ယောက်ကပရိညင်တရား2ပါးကိုဆိုလိုသည်ဒီမှာတော့ဒါကြောင့်ပရိညင်တရား2ပါးလို့ဆိုတာခုနကကျွန်တော်ပြောသွားတယ်နော်ကျေးဇူးတရားနဲ့နော်ဆိုတော့ဒီပြည့်ညက်တရားဟာဂရအမည်ရှိသောမိန်းမတည်ဟူသောပရိညင်တရားတစ်ပါးသည်တိနာတောင်ပေါ်မှာစီရင်၍ကျွန်များကိုဖွာတတ်သောတရားဖြစ်၏နော်အဲ့ဒါပြည့်ညက်တော်စေပါအကြောင်းမူကားဟာဂရသည်အာရပြည်၌ရှိသောတိနာတောင်ဖြစ်၏ယခုရှိသောယေရုရှလင်မြို့နှင့်တူ၏မိမိသားများနှင့်တကွကျွန်ခံရ၏ဒါကြောင့်ယခုရှိနေတော့ယေရုရှလင်မြို့တည်ဟူသောဣသရေလမျိုးတွေကမောရှေအားဖြင့်ပြည့်ညတ်တော်အောက်ထဲမှာပဲဒီနေ့ရှိသေးတယ်နော်ဒီကနေ့ထိရှိတာဖြစ်တယ်ဒါကြောင့်သူတို့ရေကိုဖုံးအုပ်ထားတဲ့ဘောနော်ဒီဟာကယနေ့ထိဖုံးအုပ်ဆဲရှိတယ်လို့ပြောတယ်နော်အဲ့ဒါခရစ်တော်ကိုယ်တိုင်ပြောထားတာသူချိန်ကြမှာအဲ့ဒါဖုံးအုပ်ခြင်းလွတ်မှာဖြစ်တယ်အပေါ်မှာရှိသောယေရုရှလင်မြို့ကခတ်သိမ်းသောငါတို့၏အမိတည်ဟူသောကျွန်မမဟုတ်သောမိန်းမဖြစ်သည်ဒါကြောင့်ယေရုရှလင်မြို့ရှိတဲ့လောကမှာရှိတဲ့ယေရုရှလင်မြို့နော်ကောင်းကင်ယေရုရှလင်မြို့အဲ့ဒါကတော့ကျွန်မမဟုတ်တော့မိန်းမဖြစ်တယ်ကျမ်းစာလာဒီက
တာမဖွာသောမိအမြုံမဝမ်းမြောက်လောတာဖွာခြင်းဝေဒနာမခံသေးသောမိမကြွေးကြော်လောဟစ်အော်လောအကြောင်းမူကားစွန့်ထားသောမိမသည်လင်ရှိသောမိမတဲ့တာ၍များသောတာတို့ကိုဖွာမြင်ပြီးဟုလာသည်ကဲကောင်းပြီနော်ဒီဟာဟိုနော်ကျွန်တော်ဒီဟာအများကြီးမပြောချင်ဘူးဒီနေရာမှာကျွန်တော်ရှင်းပြလိုတာကဒီနေ့ကျွန်နဲ့ဂတိတော်နော်ကွာတယ်ကျွန်မကတော့ဂရိတော်နဲ့မဆိုင်ဘူးเนาะဒါကြောင့်မို့အခုပြည့်ညတ်တော်10ပါးဆိုတာကเนาะဒီကျွန်ဖြစ်ခြင်းဖြစ်တယ်ပြည့်ညတ်တော်ကသူ့ကျွန်ပြုတာဖြစ်တယ်ဒါကြောင့်မို့ဂရိတော်နဲ့မဆိုင်ဘူးဂရိတော်ကြတော့ဂရိတော်အမွေတော်ဆိုတာကသားသမီးတွေပဲဆိုင်တယ်เนาะဒါကြောင့်မို့ကျွန်တော်တို့တပါးမျိုးသားတွေကit တွေလာလူမျိုးတွေမဟုတ်ဘူးဒါကြောင့်မို့ပြည့်ညတ်တော်ပြီးခဲ့တာလေတပါးမျိုးသားမပြီးတော့ကြောင့်ကျွန်တော်တို့မဆိုင်ဘူးအယူရှင်းဆုံးပြောရရင်အလွဲမှားဆုံးလွှဲမှားနေတဲ့เนาะအရာတစ်ခုရှိတယ်ဓမ္မဟောင်းထဲမှာဣသရေလလူမျိုးတွေ10မျိုးဒီဘာဘူးလုံးနောက်ဒီဟိုအာရှုနော်ရှုရီတွေနောက်လာတိမ့်သွားတဲ့ခါမှာသူတို့နော်သူတို့ပါသွားတဲ့ခါကျ10မျိုးထဲမှာပျောက်သွားတာပြန်မလာကြဘူးလို့ပြောတယ်နော်ဆိုတော့အဲ့ဒါတောင်ပိုင်းကလည်းဘာဘူးလုံးသိနေအဲ့10မျိုးပျောက်သွားဒီနေ့ထိပြန်မလာဘူးလို့ပြောကြတယ်အဲ့ဒါကတကယ်ပြန်မလာဘူးလားဆိုတော့ပြန်လာကြပြီနော်ကျွန်တော်တို့တချို့တွေကအမြဲတမ်းအဲ့ဒါပြန်မလာသေးဘူးပျောက်နေတယ်လို့ပြောနေတယ်မဟုတ်ဘူးခရစ်တော်ကပြောတဲ့အထဲမှာပါတယ်လေတပည့်တော်တွေကကိုရိုနာကိုကျွန်တော်အိမ်ရလေအကုန်လုံးညီကိုမောင်နှမနော်မိဘတွေစွတ်မိလိုက်တယ်ကျွန်တော်တို့ဘာရမလဲပြောတယ်မင်းတို့ကောင်းကင်ဘုံမှာထာဝရတည့်ရပြီးတော့မင်းတို့နှစ်တထောင်ကိုဆိုတဲ့ကာလမှာလူမျိုးစနမျိုးကိုမင်းတို့နော်ဥဆောင်ကြရမယ်နော်လို့ပြောတယ်လူမျိုးစနမျိုးရှိတယ်နော်မပြောက်သွားဘူးဟောအဲ့ဒါတိဖို့လို့အဲ့ဒါယူယူလေးပါပဲနော်သို့တော့အဲ့ဒီပျောက်သွားတဲ့ဟာကိုဒီတကဘာလုံးမှာရှိတဲ့ဒေတာအသီးသီးကလူတွေကကျွန်မနဲ့ဆိုင်တဲ့အရာကိုသူတို့ကခံယူချင်ကြတယ်နော်ငါတို့ကဣသရေလလူမျိုးဖြစ်တဲ့ဟိပျောက်နေတဲ့10မျိုးတွေကငါတို့ကအဖရိမ်တွေဖြစ်တယ်နော်အဲ့လိုမျိုးပြောပြီးတော့နော်ဘန်ဂျမင်တွေဖြစ်တယ်ဆိုပြီးတော့ဣသရေလပြန်သွားကြတယ်နော်အခုတည်းအိန္ဒိယကကျွန်တော်ချင်းလူမျိုးတွေထဲမှာမီဇိုလူတွေထဲမှာများတယ်နော်အဲ့ဒီအိန္ဒိယဘက်ကလေ North East India ကလူတွေကအိန္ဒိယဟိုအစ္စရေးကိုရောက်သွားပြီအစ္စရေးရောက်တော့သူတို့ဘယ်နေမှာထားတယ်သိလားသူတို့ကိုလူတိုင်းနေလို့ပဲသူတို့ကိုလည်းဟိုနေဆက်မှာရန်သူတွေပြည့်တဲ့နေရာတွေမှာချထားပြီးတာနေရာချထားပြီးတာဖြစ်တယ်သူတို့ကကြည်နပ်နေတာပဲကျွန်တော်လည်းငငယ်တော့ဖြစ်ခဲ့ဘူးလေဘာကြောင့်လဲငငယ်တော့မိအဖေတို့ကတရားတွေဆွေးနွေးပြီးတော့ပြောကြတဲ့အချိန်မှာလေဒီ6ရက်စစ်ပွဲတို့နော်ကျွန်တော်ဒီအစ္စရေးနော်ဒီအာရဗ်နိုင်ငံတွေစစ်ဖြစ်တဲ့ကိစ္စတွေလေပြောတဲ့အချိန်မှာဘုရားကကူတိုက်လို့အစ္စရေးရဲ့အောင်မြင်တဲ့အကြောင်းနဲ့ထူဆန်းသောဘုရားခင်ရဲ့နော်တကူနမိတ်လက္ခဏာအကြောင်းပြောပြတဲ့အချိန်မှာကျွန်တော်အစ္စရေးလူမျိုးဖြစ်ချင်စိတ်တွေမှာတဖွာဖွာဖြစ်တယ်တမာတရားမသိသေးဘူးလေနော်အကွဲကားလို့ခြင်းနဲ့ဘုရားရဲ့နော်လူမျိုးဖြစ်ချင်တယ်အဲ့ဒါမျိုးပဲအဲ့ဒီလူမျိုးလွဲမှားပြီးတော့အေဖရိမ်မျိုးနွယ်ဖြစ်တယ်ဆိုပြန်သွားတဲ့လူတွေကဘာဖြစ်သွားလဲဆိုတော့နောက်ဆုံးကျတော့ကျွန်ဘွားကိုရောက်သွားတာဖြစ်တယ်ဒါကြောင့်ဒီနေ့လဲဒီမှာကျွန်တော်တို့ဒီပြည့်ညတ်တော်နဲ့ကြီးစုတယောက်နားမလဲတဲ့ချိန်မှာနော်ကိုမသိတဲ့ချိန်မှာပဲကိုကျွန်ဘွားပြန်ရောက်နေတတ်တယ်ကိုယုံကြည်ခြင်းကိုဝိညာဉ်တရားဝိညာဉ်တော်တရားနဲ့ကြီးစုတရားနဲ့ကျွန်တော်တို့ခိုင်မာအောင်နော်ကျွန်တော်တို့မခံယူနိုင်တဲ့ချိန်မှာပြည့်ညတ်တရားပြန်ဝင်လာလိမ့်မယ်ဒါကြောင့်မို့ဂလာတိထဲရလူတွေကိုရှင်ဘောလူကတခါတည်းနော်ဆုံးမတာဖြစ်တယ်ကဲကောင်းပြီဒါဆိုရင်တော့ကျွန်တော်တို့ဒါကြောင့်မို့ပြည့်ညတ်တော်အားဖြင့်ကျွန်တော်တို့ကဲတခြင်းရောက်နိုင်လားဆိုတော့မရောက်နိုင်ဘူးเนาะဒါကိုကျွန်တော်တို့ PowerPoint နဲ့ပဲသွားလိုက်တော့เนาะဒါကြောင့်မို့ကတ်တူလေးသွားတော့မှဖြစ်တဲ့ကြောင့်မို့เนาะဟာပဲကျွန်တော်ပြောသွားလိုက်တော့မယ်ကောင်းပြီဒီနေ့เนาะကျွန်တော်ဒီပြည့်ညတ်တော်အကြောင်းပဲပြောတာမဟုတ်ဘဲနဲ့ဒီကျွန်တော်ရှာရမယ့်ຢာကเนาะဖယားနှုတ်ဘတ်တော်ကเนาะထာဝရတည်သောအစာကိုပဲရှာခိုင်းတာဖြစ်တယ်ဆိုတဲ့အကြောင်းပြောလို့တယ်เนาะလူသားသည်သင်တို့အားပေး၍ထာဝရတဲ့နှင့်အမျှတည်သောအစာကိုရခြင်းကကြိုးစားကြလော့နော်ဒီနေ့ခ
ခရစ်တော်ကသူတို့ပြောတာသူ့နောက်လိုက်လာတဲ့လူတွေကခါကြရင်နော်ထာဝရနဲ့ရှင်သောနော်အစာကိုရှာဘူးဒီနေ့ဝမ်းဝဖို့အတွက်ပဲရှာကြတယ်နော်ဆိုတော့ဝမ်းကြီးအတွက်ပဲရှာကြတယ်ဒါကိုချစ်ကိုင်းပြောလို့ချင်းဝမ်းဖျားကူးကွယ်ဖို့လောက်ပဲလူရဲ့စိတ်ထဲမှာတတိတရတာဖြစ်တယ်ဒါကိုပဲငမ်းမရဖြစ်နေကြတယ်နော်ဒါကတော့ဖြစ်လိမ့်မယ်နော်ကျွန်တော်တို့ဆင်းရဲတဲ့နိုင်ငံတွေမှာကျွန်တော်လည်းမြန်မာနိုင်ငံပဲလာတယ်ဆိုတော့လေတော်တော်လေးဒုက္ခရောက်တယ်နော်ဒီဟာဝမ်းကြီးနဲ့နော်ဒါကြောင့်ဖျားမဖက်နော်ဒီအစားဖြစ်တယ်တဲ့နော်ဖျားတကယ်မယုံကြည်ဘဲနဲ့အစားကြောင့်ဖျားကိုနော်ရှာတယ်လို့နဲ့အလူမြင်မှာဖြစ်တတ်တယ်ဒါကြောင့်ခရစ်တော်ကသူတပည့်တော်တွေနော်မိတဲ့ဒီမိကွန်ခုနကျွန်ပြောပြီးနော်အလိုတော်နဲ့ညီသောအကျင့်ကဘာလဲလို့ပြောတယ်နော်ဆိုတော့သူတို့ကပြည့်ညတ်တော်တွေကျင့်ဖို့ပြောကြတယ်နော်ပြည့်ညတ်တော်တွေကျင့်တယ်လို့ပြောတယ်ဒါပေမဲ့ခရစ်တော်ကိုယ်တိုင်ဗာပြောတယ်လေသင်တို့တွင်တစုံတစ်ယောက်မျှမကျင့်လို့ပြောတယ်မောရှိသည်ပြည့်ညတ်တရားကိုသင်တို့ကပေးသည်မဟုတ်တော့ထိုတရားကိုသင်တို့တွင်တစုံတစ်ယောက်မျှမကျင့်ငါကိုတန်တော်ငါအဘဲကြောင့်ရှာကြံကြတယ်လို့မေးတော်မူ၏ဣသရေလလူမျိုးတွေနော်ဖာရိရှဲတွေဆိုတာကသူတို့ပဲချင်းနော်သူတို့ကငကူကလေးကနော်သူတို့ငယ်ကလေးကအဲ့ဒီပြည့်ညတ်တော်တွေကိုကျင့်တဲ့လူတွေဖြစ်တယ်နော်ဒါကြောင့်မို့ခရစ်တော်စီလာတဲ့နော်တတိနော်ဖာရိရှဲတွေကမေးလိုက်ရင်သူတို့အားလုံးကျင့်ထားပြီးသားအဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့ခရစ်တော်အပြန်ဖြေရပါဖြစ်တယ်လေမင်းတို့တယောက်မှမကျင့်ဘူးလို့ပြောတယ်ဒါကြောင့်လူအမြင်နဲ့ကျင့်တယ်လို့ထင်ရပေမဲ့ဖယားမြင်မှာတော့လူတွေကပြည့်ညတ်တော်ကိုမလိုက်ရှောင်နိုင်ကြဘူးနော်ဒါကိုဂလာတိထဲမှာလည်းရှင်းရှင်းလင်းလင်းပြောတယ်ဘာကြောင့်လဲဆိုတော့ပြည့်ညတ်တော်ကိုအစဉ်မကျင့်ဘူးဆိုလို့ရှိရင်ကျင့်ချင်းအမင်္ဂလာဖြစ်တယ်နော်တစ်နှစ်မှတစ်ခါကျင့်မယ်တစ်လမှတစ်ချိန်ကျင့်မယ်နော်တပတ်မှတစ်ရက်တပတ်မှနှစ်ရက်အစာရှောင်မယ်ဒီလောက်နဲ့မြောက်အစဉ်ကျင့်ရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ပြည့်ညတ်တရားကဒါဆိုရင်ကျင့်ချင်းအမင်္ဂလာပေးတယ်ဆိုဘာကြောင့်များပြည့်ညတ်တော်ပေးသေးတယ်လေအဲ့ဒါပဲလीနော်ကျွန်တော်တို့တွေကပြည့်ညတ်တော်ကျင့်ရမယ်လို့လူတွေကယူဆနေတဲ့လူတွေရဲ့နားမလည်ခြင်းကိုကျွန်တော်တို့သိရတာကပြည့်ညတ်တော်ကသူတို့ကိုကောင်းကြီးမင်္ဂလာဖြစ်စေလို့ထင်နေတာလေပြည့်ညတ်တော်ကတကယ်ဆိုရင်ကျင့်ချင်းဖြစ်တယ်ပြည့်ညတ်တော်ကကျွန်တော်တို့အပြစ်ကိုထင်ရှားစေတာပဲဖြစ်တယ်နော်အပြစ်ကိုထင်ရှားစေတာဖြစ်တယ်ဆရာဝန်စီတောလို့ရှိရင်ဆရာဝန်ကချက်ချင်းဆေးမကုဘူးနော်အရင်ဆုံးမလုပ်လဲ diagnosis လို့ခေါ်တဲ့ယောဂအရင်ဆုံးရှာဖွေတာဖြစ်တယ်ဒါကြောင့်မို့သူတို့ဘယ်လိုဖြစ်တယ်လဲမေးတယ်ဘယ်နာတယ်လဲအဲ့ဆုံးသွေးတိုးစမ်းမယ်နော်နှလုံးခုန်လုံးတိုင်းမယ်ပြီးဒါနဲ့မှမရရင်ဒါဆိုရင်သွေးဖောက်လိုက် X-ray ရိုက်လိုက်နော်ဆိုတော့အတွင်းထဲရာတို့သူ diagnosis ဆိုပြီးတော့ယောဂကိုရှာဖွေရဖြစ်တယ်ဒါကြောင့်ပြည့်ညတ်တော်10ပါးဆိုတာကကျွန်တော်တို့ယောဂကျွန်တော်တို့အဖြစ်ဆိုးတွေကိုဖော်ပြတဲ့အရာဖြစ်တယ်ဒါပေမဲ့ X-ray ရိုက်လိုက်ခြင်းသွေးစစ်လိုက်ခြင်းနဲ့နော်ယောဂတွေ့ရှိခြင်းဟာယောဂကိုကုသခြင်းမဟုတ်ဘူးအလားတူပဲဒီကနေ့ပြည့်ညတ်တော်10ပါးဟာဖျားရဲ့တန်ရှင်းခြင်းအကြောင်းကိုပြောတယ်တစ်ကနေ၄ဒီကဖျားရဲ့ဖြစ်ခြင်းအကြောင်းပြောတယ်ဖျားရဲ့ဂုဏ်နော်ဂုဏ်လက္ခဏာတွေ attribute of God ကိုဖော်ပြတာဖြစ်တယ်ဒါပေမဲ့9ကနဲ့နော်10ဒီကတော့ကျွန်တော်တို့လူချင်းဆက်ဆံရတဲ့ပြည့်ညတ်တရားဖြစ်တယ်ဒါတွေကကျွန်တော်တို့မကောင်းကြောင်ပြောနေတာဖြစ်တယ်ဟုတ်တယ်နော်မိဘကိုယူသည်ဆိုတာပြုလို့ဆိုတော့ကျွန်တော်မယူသည်လို့ပေါ့ဟုတ်တယ်မလားသူမယားကိုမပြင်းမှားနဲ့ပြင်းမှားကြလို့ပေါ့မခိုးနဲ့ဆိုတာခိုးကြလို့ပေါ့နော်ဟုတ်ပြီမတတ်မဲ့နဲ့ဆိုတာတတ်မဲ့လို့မူတာမပြောနဲ့ဆိုတာလဲမူတာပြောလို့ပေါ့ဒါကြောင့်ကျွန်တော်တို့ကဒီအားဒီကြည့်လိုက်ချင်တဲ့အချိန်မှာကျွန်တော်တို့ကိုသူကအပြစ်ဖော်ပြတာပဲဖြစ်တယ်အပြစ်ရှိသွားပြီနော်ဟုတ်ပြီယောဂသွားစစ်တဲ့ချိန်မှာဓမ္မအားဖြင့်ယောဂရှိတယ်ဆိုတာသိသွားပြီဆိုလို့ရှိရင်တော့နောက်တစ်ဆင့်ကတော့ယောဂကိုကုသမှုခံယူခြင်းဖြစ်တယ်နော်ဒါကိုသိဖို့လိုအဲ့ဒါကြောင့်ပြည့်ညတ်တရားပေးရခြင်းရဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲဒါပေမဲ့ကျမ်းစာလာဒီကပြည့်ညတ်တော်ကကျွန်တော်တို့ကယ်တင်ခြင်းမပေးနိုင်ဘူးသူလုံနိုင်တာကနော်ဒီကျေးဇူးတရားမလာခင်မှာငါတို့ကိုပြည့်ညတ်တရား၌ချုပ်ထားတယ်နှုတ်ဒိန်းကဲ့သို့ဖြစ်တယ်နော်နှုတ်ဒိန်းဆိုတာကတော့အငှားပါနော်မိခင်မဟုတ်ဘူးနှုတ်ဒိန်းကဲ့သို့ဖြစ်တယ်လို့ပြောပြနေတယ်သူကမိခင်မရှိတဲ့ချိန်မှာဒီနေ့ကလေးထင်းရသူကကလေးကိုထင်းရတယ်မိခင်ရောက်လာတဲ့ချိန်မှာ
မိခင်လက်ထက်ကလေးပြန်အပ်လိုက်ရအဲ့လိုပဲဒီနေ့ပြည့်ညက်တရားကာလတစ်လျှောက်လုံးမှာလူတွေကိုအပြစ်ဖော်ပြပြီးတော့အပြစ်ထဲမှာကျွန်တော်ချုပ်ထားတယ်မကယ်နိုင်တဲ့ကြောင့်ကယ်နိုင်သောအရှင်ယေရှုခရစ်ရောက်လာတဲ့အချိန်မှာကျေးဇူးတရားလက်ထဲကိုသူကလွှဲအပ်ပေးလိုက်တာဖြစ်တယ်သူရဲ့သုံးဝင်မှုဒါကြောင့်မို့ပြည့်ညက်တရားပြောကြပြည့်ညက်တရားလုံးဝတန်ဖိုးမရှိဘူးလုံးဝနော်ဒီသုံးစားလို့မရဘူးလကားပဲမဟုတ်ဘူးပြည့်ညက်တရားနဲ့ကျေးဇူးတရားလည်းစန့်ကျင်သလားဖီလာသလားပြိပက္ခဖြစ်သလားမဖြစ်ဘူးသူကအရင်ကျွန်တော်တို့ကိုအပြစ်ဖော်ပြရသူကဂျေဇုတရားလက်ထဲမှာအပ်ပြီးတော့ကျွန်တော်တို့ကိုကယ်တခြင်းကိုမဆာတာဖြစ်တယ်။နော်ဒါကိုသိဖို့လိုအပ်တယ်။ဒါပေမဲ့မသိတဲ့လူတွေကဒါကြောင့်မို့ပြည့်ညတ်တော်10ပါးကိုလိုက်လျှောက်ဖို့ပဲဒီနေ့တကယ်ကဲလုပ်နေကြတာဖြစ်တယ်။နော်ဒါကြောင့်မို့တရားတွေကိုကျွန်တော်သိဖို့အတွက်နော်ဒါဆိုရင်ပြည့်ညတ်တော်10ပါးကိုလိုက်လျှောက်ပါမယ်ဆိုပြီးပြောတဲ့လူတွေကတကယ်လိုက်လျှောက်သလား။နော်ဒါကိုကျွန်တော်သိဖို့လိုအပ်တယ်နော်။တကယ်တမ်းဆိုရင်ပြည့်ညတ်တော်ဟာနော်ဟေးလိုက်လျှောက်မယ်ဟေးဆိုပြီးတော့စလုပ်တာတဲ့ကျွန်တော်ဘာဖြစ်ပြီလဲ။ကျင်ချင်းခံရမှာဖြစ်တယ်ဂလာတိခန်းကြီး3:30-33ကိုဖတ်ရအောင်နော်ပြည့်ညတ်တရားအကျင့်ကိုမှီပြုတော်သူရှိသမျှတို့သည်အကျင့်နဲ့ဆက်ဆိုင်အကျင့်နဲ့ဆက်ဆိုင်ကြ၏အကြောင်းမူကားပြည့်ညတ်တိကျမ်းစာ၌ပါသမျှသောစကားတို့ကိုအမြဲမကျင့်တော်သူတိုင်းကျင့်တော်မူခြင်းကိုခံစေသတိဟုကျမ်းစာလာ၏ထို့ကြောင့်ဘုရားခင်ရှိတော်၌ပြည့်ညတ်တရားအားဖြင့်အဘယ်သူမျှဖြောင့်မြတ်ရသို့မရောက်နိုင်ရာဟုထင်ရှားလည်းရှိ၏ဒါကြောင့်သူတို့ကအမြဲမကျင့်နိုင်ဘူးလေဘယ်သူမှအမြဲမကျင့်နိုင်ဘူးနော်ဒါကြောင့်မို့နောက်ဆုံးကြတော့အကျင့်တင်တယ်အကျင့်တင်ပြီဆိုတော့ဖြောင်းမရသူမရောက်နိုင်တော့တကယ်တည်းမရောက်နိုင်တော့ဘူးဒါဆိုရင်အကျိုးရှိသလားအကျိုးမရှိဘူးเนาะအကျိုးမရှိတဲ့ပြင်ကျင့်ချင်းအမင်္ဂလာဖြစ်တယ်ဒါပေမဲ့အခုဒီနေ့မသိတော့လူတွေကဘာလုပ်လဲဒါပဲကျင့်ပါလို့เนาะပြန်ပြီးတော့เนาะလူတွေကိုတိုက်တွန်းနေကြတယ်ဒါဆိုရင်ပြည့်ညတ်တရားပြည့်ညတ်တော်10ပါးကိုပြန်ကြည့်အောင်เนาะကျွန်တော်ပြောတဲ့ခါကျရင်လွတ်ရကြရလားမသိเนาะဘာပဲเนาะဒါလေးကိုနော် screenshot လုပ်ခြင်းနဲ့ဘာဖြစ်အချမ်းမြင်ရေးထားတာဖြစ်တယ်နော်ကျမ်းစကားတိုင်းမရေးထားပါနဲ့နံပါတ်1ချက်အနေနဲ့ငါမတပါခြားသောဘုရားကိုမကိုးကွယ်ရရုပ်တုစင်တုမလုပ်ရဥမချဝိမပြုရနှစ်နော်သုံးကတော့ဘုရားခင်နာမကိုအလွယ်မသုံးရနံပါတ်4ငါဤဥပုနေကိုစောင့်ထိန်လို့မိဘကိုယူသည်စွာပြုလို့အလူအသက်ကိုမတတ်ရသူ့မယားကိုမပြစ်မှားရမခိုးရလိမ်မပြောရလောဘမတည့်ရကျွန်တော်တို့တွေလိုက်လျှောက်နိုင်သလားတချို့တွေကလိုက်လျှောက်နိုင်တယ်တခုခုတော့တခုလောက်တော့ကျိုးတယ်ပေါ့အဲလိုမျိုးတွေပြောကြတယ်လीနော်ဆိုတော့များသောအားဖြင့်ကငါမတပါခြားသောဘုရားမကုကွယ်ရဆိုတော့ခရစ်နေမေးလိုက်လေခြားသောဘုရားမကုကွယ်လို့ပြောကြတယ်နော်ခြားသောဘုရားကုကွယ်ကြလားခရစ်နေမကိုးကွယ်ပါမကုကွယ်နော်ကိုးကွယ်ဟုတ်ပြီအခြားသောဘုရားဆိုတာဘာလို့ပြောတယ်လဲဝမ်းဖျားပြောတယ်နိုင်တဲ့သခင်လူနိုင်တဲ့ရာလူရဲ့သခင်ဟုတ်တယ်နော်အားလုံးမှန်ပါတယ်နော်တစ်ဖက်ကပြန်ကြည့်ရင်ဟုတ်တယ်ကျွန်တော်တို့ကဟိုအခုမွတ်စလင်ဖျားနော်ဗုဒ္ဓဘာသာဖျားနော်နောက်ဘာဖျားလဲဟိန္ဒူဖျားဖျားတွေတော့သွားမကူးကွယ်ပါဘူးဒါပေမဲ့ကျွန်တော်တို့စိတ်နှလုံးထဲမှာတည်ထားကူးကွယ်တဲ့ຢာတွေဟာ YouTube စင်တူဖြစ်တယ်နော်ဒါရေစကြေးလာထဲမှာပြောတယ်ဒီနော်ခန်းကြီး73မှာထင်တယ်3ဟုတ်တယ်73ရ3 4လောက်ပါဒီနော်ဆိုတော့မိမိစင်တော့အဲ့ဒါပြန်ပြမလို့နော်ဒါကြောင့်မို့လူတွေကတော့ဟုတ်တယ်ကျွန်တော်တို့တကယ် YouTube စင်လို့ရှိရင်မှသွားမကူးကွယ်ကြပါဘူးဒါကြောင့်အဲ့ဒါတွေလဲနော်ကျွန်တော်တစ်ချက်ကျွန်တော်ဒီတိုင်းပဲအကြမ်းမြင့်ကြည့်သွားမလို့နော်ကောမီဒါဆိုရင်ကျွန်တော်တို့ငါမတပါအခြားသောဖျားကိုမကူးကွယ်ရအဲ့ဒါနော်ဒီရှင်လုကာခန်းကြီး4ငယ်8ကိုကျွန်တော်ယူတာကအယမ်းရှင်းလို့လေနော်ဆိုတော့ယေရှုကလည်းချင်းစာတန်ငါနောက်သို့ဆိုတော့တင်းဖျားခင်ထာဝရဘုရားကိုကူးကွယ်ရမည်ထိုဖျားခင်ကိုသာဝတ်ပြုရမည်ကျမ်းစာလာသည်ဟုပြန်ပြော၏နော်ဆိုတော့ခုနကဒီမှာကျွန်တော်ပြောတဲ့ခါကျတော့နော်ဒီမှာဟုတ်တယ်အဲ့ဒါဆိုတော့ငါမတပါအခြားသောဖျားကိုမကူရဒီမှာခရစ်တော်ကထပ်ပြီးပြောတာတင်ဤဖျားခင်ထာဝရဘုရားကိုသာကူးကွယ်ရမယ်နော်အဲ့ဒါလေးအရန်ရှင်းတယ်ဒါတော့အခြားသောဘုရားကိုမကူးကွယ်ရဘူးဆိုတာကတင်ဤဘုရားခင်ထာဝရဘုရားကိုသာလျှင်ကူးကွယ်ရမှာဖြစ်တယ်အခြားအရာကိုကူးကွယ်တဲ့အခြားအရာကိုတင်သခင်ဖြစ်နော်တည်ထားကူးကွယ်ပြီးဆိုရင်တော့အခြားသောဘုရားကူးကွယ်ခြင်းဖြစ်တယ်မနေ့ကပဲဆရာပေါလုလည်းနော်ပြောနေတာလေစာလံထဲကနော်စာလံတရားနမဘယ်လောက်လဲ
ရုပ်တုစင်းဆိုတာရွှေလည်းဖြစ်တယ်ငွေလည်းဖြစ်တယ်ကြေးလည်းဖြစ်တယ်နော်ကျွန်တော်တို့တတ်မဲ့ဆွဲလန်းပြီးတော့နော်လောဘရှိတွေရတယ်ပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ရဲ့ရုပ်တုဖရားတွေပြစိတ်ထဲမှာတည်ထားလေဒါကြောင့်ရေစီလာခန်းကြီးစလေးငယ်3မှာဗာပြောတယ်စိတ်လုံးထဲမှာတည်တဲ့ရုပ်တုကိုဒီမှာတွေ့ရတယ်အချင်းလူသားဤလူတို့သည်ကိုယ်စနှလုံး၌ကိုယ်ရုပ်တုများကိုတီထောင်၍ကိုယ်မျက်နှာရှိမှကိုယ်ဒုစရိုက်တစ်တုံးကိုထားကြပြီးသူတို့မေးလျှောက်ခြင်းကိုငါခံရမည်လောထို့ကြောင့်ရှင်သာဝရဘုရားအမိန့်တော်ကိုသူတို့အားဆင့်ဆိုရမည်မှာအကျင့်ဣသရေလအမျိုးသားသည်ကိုယ်စနှလုံး၌ကိုယ်ရုပ်တုတို့ကိုတီထောင်၍ကိုယ်မျက်နှာရှိမှကိုယ်ဒုစရိုက်တစ်တုံးကိုထားလျက်ပရောဖက်ထံသို့ရောက်လာ၏ထိုသူ၌ရုပ်တုများပြားတဲ့နည်းငါပြန်ပြောမည်အဓိကဒီမှာသူတို့စိတ်နှလုံးသားထဲမှာရုပ်တုတွေတည်ထားတယ်အပြင်မှာတော့ရုပ်တုစင်းတုမကိုးကွယ်ပါဘူးစိတ်နှလုံးသားထဲမှာတင်တည်ထားသောအရာကတင့်ရုပ်တုစင်းတုပဲနော်သင်စိတ်ထဲမှာဒေါ်လာပဲရှိရဆိုရင်တင်ကဒေါ်လာကိုတည်ထားကိုးကွယ်တာဖြစ်တယ်ဟုတ်တယ်မလားသင်စိတ်ထဲမှာအစားအသောက်ပဲရှိတယ်နော်တချို့တွေကအစားအသောက်ရမ်းမဲ့တယ်နော်ဒါကြောင့်မို့ပြည့်ညတ်တဲ့စေပါဟုတ်အောင်ဆုံးမှာကလောဘမတည့်ရဘူးလောဘမလွန်ကျူးရဘူးပြောတာဖြစ်လောဘမတည့်ရဘူးအစားကျူးခြင်းပေါ့နော် over ဖြစ်တာပေါ့နော်အဲ့ဒါတွေကလည်းအပြစ်ပဲလေနော်ဒါကြောင့်ဒီအပြစ်တွေနဲ့ဖြစ်ပြီးဆိုလို့ရှိရင်တော့ပြည့်ညတ်တော်ကကျူးယူပဲစေပါးထဲမှာတပါးကျူးရင်အကုန်ကျူးတာပဲကျွန်တော်စာမိုးပွဲမှာမိကုန်းအန်တနေ6ဘာသာရှိတဘာသာကြရင်အကုန်ကြတာပဲအဲ့ဒါကိုဂုံယူနေတဲ့ကျွန်တော်တငယ်ချင်းတယောက်ရှိတယ်ငါ9ဘာသာဂုံတူးနေဟာမင်းအရန်တော်တာပဲလို့ဒါဆိုရင်မင်းဘယ်လိုင်းရလဲဆိုတော့ဘယ်လိုင်းမှမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ငါတဘာသာနဲ့ကြတာကွာဘာထူးလဲမင်း9ဘာသာနဲ့ကြတာပဲ9ဘာသာဂုံတူးရတဘာသာနဲ့ကြတာဘာလာပြောနေတာလဲဘယ်သူမှမတွေ့ရဘူးလို့ဆိုတော့အဲ့လိုလူတွေလည်းရှိတယ်နော်ရှာပါအိုးကြသွားတာကြတာပဲလေနော်ဒါကြောင့်မို့တချို့တွေကနော်ဒီအနေထားမှာရှိတယ်ဆိုတော့ဟုတ်ပြီတေထားရုပ်တုကိုတေထားကိုကိုွယ်တဲ့ပြဿနာကနောက်လူတွေမမြင်ရပေမဲ့ဖျားသိတယ်နော်ဒါကြောင့်ဖျားရှိမှာလွန်ကျူးသောသူဖြစ်တယ်ဖျားမကြိုက်ဆုံးအလုပ်ကိုလုပ်တာဖြစ်တယ်တချို့ဝါသနာပါတယ်ကူးကွယ်ကြနော်တချို့လည်းအချစ်ကိုကူးကွယ်တယ်နော်အချစ်သူ့ရဲ့ချစ်သူကဖျားဖြစ်နေတာသူ့ရဲ့ကိုယ့်ရဲ့ကလေးကိုကူးကွယ်တဲ့လူတွေကလေးကဖျားဖြစ်နေတာနော်စိတ်ထဲမှာကဲနောက်တစ်ခုကကြည့်ရအောင်ရုပ်တုစင်းတုမလုပ်ရဥမချဝမပြုရဝိပယ26ငယ်တင်မှာပြောတယ်လေတင်တို့ဒီကိုအဖို့ထုလို့တော့ရုပ်တုစင်းတုကိုမရှိစေရတင်တို့ပြည်၌ကိုးကွယ်စရာမှတ်တိုင်ကိုမဆိုင်ရထုသောကြောက်ကိုထောင်၍မထားရငါသည်တင်တို့ဖျားခင်ထာဝရဖျားဖြစ်၏ဆာလံ87ငယ်ကိုမှလည်းပါပြောတယ်လေတင်၌တပါးမျိုးဤဖျားမရှိရတကြွတနိုင်ကံဖျားကိုမကိုးကွယ်ရဒါကြောင့်ဒီနေရာမှာတော့မထုလို့ရနော်ကို့ဖို့ထုလို့တော့ရုပ်တုစင်းတုကိုမရှိစေရဒါကြောင့်မို့ရုပ်တုဆိုတာကကျွန်တော်တို့အသက်တာမှာခရိယန်တွေမှာလည်း role model တွေရှိတယ်နော်အစိုးဆုံးကတော့ဝိညာဉ်ရေးမှာတိတ်တိတင်နေရတယ်ရှိတယ်တိတ်တိတင်နေဆိုတာကကျွန်တော်ချီးမြှင့်တာလေနော်ချီးမြှင့်တာပူဇော်တာဆိုတော့ဝိညာဉ်ရေးဖြစ်တော့ပြောတော့ခက်တယ်နော်ဒါကြောင့်ဆရာတွေကိုအရန်တိတ်တိတင်ပြီးတော့ဖျားထက်တောင်မြင့်တဲ့အရာတွေရှိတယ်သူတို့ဖျားလို့ဆရာကိုကူးကွယ်တာတွေရှိတယ်နော်အားကြောင့်မသိရင်တခါတည်းနော်ဒီဟုတ်တယ်လို့ပဲဒါပေမဲ့လွှဲမနေတာရှိတယ်ဒါကြောင့်ရုပ်တုစင်းတုတချို့တွေကလည်း rumor တွေကိုရမ်းကြိုက်တဲ့မင်းသားလေးဆိုရင်ပတ်စံအိတ်တွေထဲမှာရုပ်ကိုသူ့တပ်ပုံထည့်ထားဟုတ်တယ်မလားကိုရဲ့ချစ်သူလေးဆိုလော့ကက်သေးလေးထဲမှာဟာမဒီထဲမှာထည့်ထားတယ်မျိုးပေါ့နော်တချို့တွေဆိုရင်ဒီနားမှာတော့နာမည်တွေပါထိုးထားတယ်နော်လက်မောင်းတွေမှာလေဆိုတော့ပြဿနာရှိတယ်တချို့တွေကတော့ဒီမှာထိုးလိုက်တယ်လေထာဝရချစ်တယ်ဆိုတာပါထိုးလိုက်ဒီဘက်နာမည်တွေပါထိုးထားတယ်နောက်ဆုံးကြတော့2လ3လပဲကကွဲသွားတာကကြဘယ်လိုလုပ်အောင်မသိတက်တူးထိုးထားတာဟာတွေတော်ပြဿနာရှိတယ်နော်ဆိုတော့အဲ့ဓာတွေကနော်ကျွန်တော်တို့ကူးကွယ်ခြင်းနော်မှားယွင်းသောကူးကွယ်ခြင်းဖြစ်တယ်နော်ကျွန်တော်တို့ကပြီးတော့အမှုပညာဝါဒနာပါတဲ့လူတွေနော်ဘုရားကိုစားထိုးပြီးတော့လေဂီတတော်၎င်းနော်တခြင်းတော်၎င်းကျွန်တော်ဝါဒနာပါရဲ့ပကြီးတော်၎င်းကျွန်တော်နံပါတ်1ထားလိုက်လို့ရှိရင်အဲ့ဒါလေရုပ်တုကျွန်တော်ဖန်တီးခြင်းပဲဖြစ်တယ်ကျွန်တော်ဖန်တီးထားတာဆိုလို့ရှိရင်ကျွန်တော်အိမ်မှာကျွန်တော်ထားတယ်နော်ဘလောက်ပဲဟောင်းနှောင်းတာပဲထားတတ်တယ်အဲ့ဒါတွေကရုပ်တုစင်တုတွေဖြစ်နေခြင်းပဲဖြစ်တယ်နော်ဒါတွေကိုလည်း
တည်ထားစေခြင်းနဲ့ကဲကောင်းပြီနော်ကျွန်တော်ဆက်သွားရအောင်နောက်တစ်ချက်ကတော့ဖျားနာမကိုအလွဲမသုံးရအလွဲသုံးကြတယ်နော်ဖျားနာမကိုကျင့်စေခြင်းသို့မဟုတ်ရှုတ်ချခြင်းနာမတော်ကိုလွဲသုံးရင်တစ္ဆာဆိုခြင်းဖျားနာမကိုသုံး၍လိန်စားညာစားခြင်းအမှုမဲ့အမှတ်မဲ့ယူခြင်းယံတိခါခေါ်ဆိုခြင်းနော်နာမတော်ကိုလွဲသုံးရင်တစ္ဆာဆိုခိုင်းတာတော့လိန်စားညာစားတာတော့နော်ကျင့်စေရှုတ်ချတာတွေတော့ရှင်းတယ်နော်ဒါတွေကရှင်းရှင်းလင်းလင်းဖြစ်တယ်ဒါပေမဲ့အောက်ဆုံးကနော်ကျွန်တော်ရေးထားတဲ့ဟာအမှုမဲ့အမှတ်မဲ့ရောင်တဲ့ခါလေးနော်အဲ့ဒါတွေလောက်တတ်တယ်နော်အင်္ဂလိပ်တွေပို့ပြောတယ် Oh my god Oh Jesus နော်ပြောတယ်နော်အခုကျွန်တော်တို့လည်းဖျားနော်ကျွန်တော်ရွတ်ကြတယ်မဟုတ်လားတော်ကျွန်တော်ငယ်တော့ကျွန်တော်အမတွေဖြစ်ကျွန်တော်ကြားဘူးတယ်အမလည်းသူပြန်နာတောင်းလို့ညီမှာပဲအမလည်းရှိသေးတယ်ဆိုတော့သူတို့တကယ်ချင်းတစုဟိုကားစီးသွားတဲ့ခါကျကားပေါ်လက်တက်တဲ့အချိန်တော့ Ranger ရန်ကုန်မှာဟိုလည်းဘက်ကိုသွားမကားတက်လက်ကျကားတွေအပြိုင်ပြေးကြတာကိုအပေါ်တန်းလည်းမပြီးဘေးလည်းမကန်ရသေးကားဆောင်တွေဟိုမောင်ဆရာကြီးဆိုတာနဲ့သူတကယ်ချင်းနောက်ကျသွားတဲ့ခါကျတော့ဟိုဘေးနာလူရေလက်ကိုဖမ်းဆွဲပြီးတော့အမလီကလာကြီးလို့သူကရေရွတ်လိုက်သူများတွေကတော့အမလီဖျားယူတယ်သူကအမေကလာကြီးလို့သူကလည်းဘေးနာမှာကလာကြီးရှိနေကလာကြီးကသွားကြီးဖြီးတခါတည်းဖြူဖွေးနေသွားတယ်ကုန်သွားတိုက်စီကြော်ညာလို့သူကလည်းငွေရခဲ့ရီရခဲ့ရွတ်တာနော်သူဘာကြောင့်လို့မြဖြစ်တာဆိုသူတို့เจ้าမှာကတဲ့ဖျားနာမကိုအလကားဟိုအမှုမဲ့မမီးရဘူးလို့ပြောလို့တဲ့ကျင့်ထားတာအမလေးဖေကလာကြီးဆိုဖျားစားကလာကြီးနော်ရေရွတ်တယ်နော်အဲ့ဒါတော့နည်းနည်းပိုကောင်းဘီနာမကလာရှိတော့မကောင်းဘူးလေနော်ဒါကြောင့်ဘာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ရွတ်တာမကောင်းအထူးသူပြကတော့ဖျားရဲ့နာမနဲ့ကျွန်တော်ချိန်တက်တယ်ငငယ်တော့ကျွန်တော်လုပ်တတ်တယ်ဖျားစုဆိုတာအမြဲတမ်းပြောကြတယ်မလားတချင်းလေးရတယ်အေးချမ်းပြီတချင်းလေးဖျားစုအမေအရင်ကောင်းလို့ချိန်တတ်နေတာငငယ်တော့လည်းကျွန်တော်ခလီတွေပဲဆိုပေမဲ့မင်းဖျားယုံလားယုံမင်းချိန်တော့ဖျားစုတော့အချင်းချင်းပြောတယ်ဖျားစင်နာမနဲ့ကျွန်တော်တိုင်တင်ခိုင်းတော့ကလေးတွေလေဆိုတော့ဒါတွေကဘေးနာကတင်နေရတဲ့ဘာသာတရားတွေကကျွန်တော်တို့ကနော်ဒီအယောင်လွှမ်းမိုးတာဖြစ်တယ်ကျွန်တော်တို့အယောင်စိုးခံရတယ်ဖြစ်တယ်ဒါကြောင့်ဒါတွေမသိဘဲနဲ့မိသားစုထဲမှာလုံနေတယ်ဆိုလို့ရှိရင်ဖျားနာမနဲ့ချင်းချောက်တယ်သားသမီးတွေဆုံးမလို့ဖျားနာမနဲ့ချိန်နေဖျားနာမနဲ့ချင်းချောက်တယ်ဖျားနာမနဲ့လိန်စားညာစားယောက်ျားနဲ့မိန်းမကြားထဲမှာဖြစ်နေတယ်နော်ဖျားနာမကမပြောရင်လူတွေကသိမကြဘူးနောက်ဆုံးကျရှုံးခံရပါများတော့ဖျားနာမလည်းမကြောက်တော့ဘူးဖျားနာမနဲ့လိန်စားညာစားလောက်လာတယ်ဖျားနာမနဲ့ပြောရင်လူတွေကလိန်လို့လွယ်တယ်လေဒါကြောင့် prophet တူတွေများအခုနော်လိန်စားညာစားလောက်တာအရန်ကြုံရတယ်နော်တယောက်တော်သူဆိုလို့ရှိရင်တခါတည်း prophet တူကဖျားနာမနဲ့ဖယားပြောတယ်ခေါင်းတစ်လုံးချင်းတော့နဲ့အိုးဒီဆောင်းတစ်ထည့်ပေးပါပြောတယ်ဆိုတော့သူကယုံကြည်တာကိုဖျားနာမဆိုတော့ဖျားကြောက်တဲ့ခါကျတော့ပေးလိုက်တယ်တခုပြီးတခုတပတ်လည်းပြောနောက်ဆုံးတပတ်မြောက်မှာကျတော့ဘာပြောလဲဆိုတော့မင်းဝက်တတ်ရမယ်ဟာတပတ်ပြီးဝက်ပါတတ်ပေးလိုက်နောက်ဆုံးကျတော့တနည်းလေးရောက်ကြတော့ဘယ်လိုလဲမင်းဖေမပေါ်လာပါလားဆိုတော့သူ့မိရပြောဆိုသူဖေကြီးလားတဲ့နေမကောင်းဖြစ်နေအဲ့ရထဲမှာဘုံလေးနေပြီတဲ့ဘာဖြစ်လို့လဲတဲ့ဒီလိုစီမှာ prophet ဆီမှာရောက်နေတယ်မှလား prophet ဆီတွေရောက်နေတယ်ဒီအရန်စင်ပြနေတယ်မှလားဘုရားကောင်းကြီးမင်္ဂလာခံစားရမလားခံစားမသိဘူးတဲ့တခုပြီးတခုဘုရားကလည်းတောင်းနေတာပဲတဲ့အခုနောက်ဆုံးသူဘာမှမတတ်နိုင်တော့ဘူးတဲ့သူအဲ့ရတယ်လေဘာဖြစ်လို့လဲအင်းကကောက်တောင်းတယ်ဖះကိုပြီးပါလို့ပြောတယ်ဆိုတော့အင်းကကောက်ဖះလို့ရှိတယ်ဖះမပြီးလို့ရှိရင်မင်းတီးရမယ်လို့ပြောတဲ့ခါကျတော့သူလည်းပေးလဲပေးခြင်းပေးလဲပေးရင်လေဒီကားတစ်စီးပဲရှိတာအဲ့မှာသူကြောက်ပြီးတော့အခုဖျားပြီးတော့အဲ့ရတဲ့မှာဘုံလေးသွားပြီတီမှာလဲကြောက်တယ်ပေးလဲမပေးနိုင်ဘူးဆိုတော့အဲ့မှာဒီနေ့လည်းဖျားเจ้าမလာနိုင်ဘူးတဲ့အဲ့လိုနဲ့အဲ့ရတဲ့မှာသူလဲသွားဟို prophet လည်းပြန်သွားသူလည်းကားတော့မပြီးလိုက်တီသွားလားဆိုတော့တီတော့မတီသွားဘူးတော်တော်ဒုက္ခရောက်သွားတယ်နော်အဲ့ရတဲ့ဘုံလဲသွားတယ်ဒါကြောင့်မို့ဖျားနာမနဲ့လိန်တဲ့လူတွေကလည်းတော့လိန်ရေးတယ်နော်ဒီနေ့ဒီလိန်နေတာဒါကြောင့်ဒါကိုကျွန်တော်တို့နော်အလွဲသုံးစားပြုတော်သူတွေဖြစ်တယ်ဆိုတဲ့အကြောင်းပြောလို့တယ်ကဲဒါဆိုရင်နော်ကျွန်တော်တို့မပါဖို့ပဲရည်ကြီးတယ်နော်ဒါကြောင့်မူသားမပါလင်ကမချောဆိုတော့ဖျားနာမနဲ့ခဏလိန်ပြောတဲ့ဟာတွေမူသားနော်သားသမီးတွေလည်းလို့မလိန်ကြဆိုနေနော်အဲ့ဒါဒီကိုသတိပေးခြင်းနဲ့ဆိုတော့ဒီနေ့
ငါဥပုံတွေကိုစောင့်တင်းလို့နော်ဒါကတော့နော်ဒီဥပုံတွေစောင့်ဖို့ဒါကနော်ကျွန်တော်တို့ဒီပြည့်ညတ်တော်စေပါးထဲမှာပါတဲ့ဟာဖြစ်တယ်ဖယားနဲ့ပတ်သက်တယ်နော်ဝိပြုချင်းဆိုင်ရာပြည့်ညတ်ဖြစ်တယ်နော်ဒါကိုပြောတယ်ဖတ်ပဲဖတ်သွားမယ်နော်ဒီဥစ္စာတင်းဖျားခင်ထာဝရဘုရားမှာထားတော်မူသည့်တိုင်ဥပုံတွေကိုတန်ရှင်းစေခြင်းကထိုနည်းကိုစောင့်လို့6ရက်ပတ်လုံးအလုံးမျိုးကိုကြိုးစား၍လှုပ်ဆောင်လို့တတမနေ့ရက်သည်တင်းဖျားခင်ထာဝရဘုရားဥပုံနေဖြစ်ထိုနေ့၌တင်မှဆ၍တင်းသားသမီးကျွန်ယောက်ျားမိန်းမနွားမီအစရှိသောတင်းတရိษံတင်းတကားအတွင်း၌နေသောဧည့်သည်အာဂန္တုသည်အလုံးမလုံးရတင်းသည်ငြိမ်ဝတ်စွာနေတကယ်သို့တင်းကျွန်ယောက်ျားမိန်းမတို့သည်ငြိမ်ဝတ်စွာနေရကြမည်တင်းသည်အေဂရုပြည်၌ကျွန်ခံကြောင်းကို၎င်းတင်းဖျားခင်ထာဝရဘုရားသည်အာကြီးသောလေယုံတော်ကိုဆန့်၍ထိုပြည်မှတင့်ကိုနှုတ်ဆောင်တော်မူကြောင်းကို၎င်းအောက်မေ့တော့ထိုအကြောင်းကြောင့်တင်းသည်ဥပုံတွေကိုစောင့်ရမည်ဟုတင်းဤဖျားခင်ထာဝရဘုရားမှာထားတော်မူ၏နော်ဒါကြောင့်ဒါကတော့ထာဝရဘုရားရနော်သူတို့ကိုပေးထားတဲ့ပြည့်ညတ်ဖြစ်တယ်ဆိုတော့ဒီဥစ္စာကစောင့်ဖို့ပဲနော်ဣသရေလလူမျိုးတွေအတွက်တော့ဒါပေမဲ့ဒီကနေ့ဒါကိုနော်ဥပုံနေစောင့်တဲ့တဲမှာနော်ဂျူးလူမျိုးတွေရှိတယ်စနေသင်းလို့ခေါ်တဲ့ဥပုသူတို့ကဥပုနေနော်သူတို့ကစနေကိုဥပုဖြစ်တဲ့ကြောင့်ဥပုစောင့်ကြတယ်နောက်ပြီးတော့ဒီမွတ်စလင်တွေကကျတော့တောက်ကြနေစောင့်တယ်ဆိုတော့ဒါကြောင့်ဒီနေ့ဥပုံနေစောင့်ဖို့လုပ်တဲ့ချိန်မှာမင်းတို့ကဘာကြောင့်ဥပုံနေမစောင့်လဲမင်းတို့ကစနေနေ့ဥပုံနေလေဒါကြောင့်မင်းတို့ကဥပုံမစောင့်ပဲမင်းတို့တင်းလို့ဘာပြောက်ဖျားရှိခိုးတာလေမင်းတို့မှားနေတယ်လို့ပြောတယ်မလားကျွန်တော်တို့ကဥပုံစောင့်တာလားကျွန်တော်တို့ဘာကြောင့်တင်းလို့မှာဖျားရှိခိုးတာလဲကျွန်တော်တို့ဥပုသ်ဆောင်တာမဟုတ်ဘူးဘုရားသခင်ရှင်ပြန်ထားမြတ်ရာနေ့မှာဘုရားကိုသွားပြီးတော့မှအတူတကွယုံကြည်သူတွေစုယုံပြီးတော့မှသွားဝတ်ပြုကိုပဲဟုတ်တယ်နော်ကျေးဇူးတင်တယ်နော်ဆိုတော့မဆလတ်နော်ကောင်းပြီဆိုတော့အဲ့ဒါဟုတ်တယ်နော်တခင်ဖျားရဲ့နေ့ပေါ့နော်တခင်ဖျားရှင်ပြန်ထမြောက်တဲ့နေ့ကျွန်တော်ဥပုပ်နေ့ကိုကျွန်တော်ဥပုပ်ဆောင်တာမဟုတ်ဘူးဆိုတော့ခရစ်တော်လည်းပြောတယ်ဥပုပ်အရှင်ဖြစ်တဲ့သူကနော်ဥပုပ်နေ့ကဥပုပ်ရှင်တဲ့မကြီးမြတ်ဘူးဥပုပ်နေ့ဆိုတာကလူတွေအတွက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်ဥပုပ်ရှင်ဖြစ်တဲ့ခရစ်တော်ကိုယ်တိုင်ကကျွန်တော်နားယူရဖြစ်တယ်ဒါကြောင့်ဆရာကြီးမိုးဆက်အမြဲတမ်းပြောတာခရစ်တော်ငါထံမှာပဲနားကြပါနေ့ရက်ဒီမှာမနားကြနဲ့နော်နေ့ရက်တွေလာစမ်းရက်နော်ပိုးရနေ့တွေအတွက်ငါဤလာပြီလို့ပြောတယ်ဒါကြောင့်မို့အဲ့ဒါကနော်သူတို့ရဲ့ထုံနှန်းစင်လာစောင့်တဲ့နော်ဥပုံနေ့ဖြစ်တယ်သို့တော့ဒီနေ့ဣသရေလလူမျိုးတွေအတွက်တော့သူတို့အတွက်တော့ဥပုံနေ့ရှိတယ်နော်အဲ့ဒါတော့ကျွန်တော်သိဖို့လိုအပ်တယ်ခေကောင်းမြင်တော့တရားအများကြီးမရှင်းတော့ဘူးနော်ဆိုတော့ရှင်းမယ်ဆိုရင်ဒါလည်းဘာသာတရက်ဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ဆက်ပြီးကြည့်ရအောင်နော်ငါဟုတ်ပြီဒါကြောင့်ခရစ်တော်ဒီမှာပြောတယ်နော်ထို့မှတပါဥပုံနေသည်လူဘုဖြစ်လူသည်ဥပုံနေဘုဖြစ်သည်မဟုတ်နော်ဒီကိစ္စဖာရိရှဲတွေနဲ့ခရစ်တော်ချင်းချင်းနော်စစ်ပွဲဖြစ်ခဲ့တဲ့အရာဖြစ်တယ်နော်မင်းတို့နွားတကောင်ဥပုံနေမှာကြိုက်မကေမဲ့လူရှိသလားလို့ပြောတယ်လीနော်ဒါကြောင့်ဘယ်သူမှမဖြေနိုင်သူတို့ပြောတာကအဆိုလိုတာကသူတို့ဥပုံမဆောင်နိုင်ကြဘူးအခုခေတ်မှာလည်းဒီဥပုံနေစောင့်ပါတယ်ဆိုတဲ့လူတွေလေသူတို့ဘာဖြစ်နေလဲဆိုတော့အခုချိန်မှာအမေရိကမှာဘာဖြစ်တယ်ဆိုရင်အလုတ်သွားလျှောက်တဲ့ချိန်မှာသူတို့ကလေစနေတင်းတွေအလုတ်ဆင်းနိုင်လားရင်မေးတယ်အလုတ်ဆင်းနိုင်မှပဲသူတို့ကပေးတာနော်ကျွန်တော်လည်းအလုတ်သွားလျှောက်တဲ့ချိန်မှာအစကျွန်တော်မဆင်းဘူးလို့အလုတ်ရဖို့မလဲဘူးနော်ခင်ဗျားအဲ့ဒါချက်ချင်းရမှာမဟုတ်ဘူးမင်းကလည်းကိစ္စမရှိဘူးလို့ဆိုတော့ဒါပေမဲ့ပြန်ခေါ်တာပဲလေနော်ဆိုတော့ဒီအခုနော်ဒီလိုမျိုးနိုင်ငံတွေမှာဘာတွေပဲသူတို့အဓိကအတင်းအလုတ်ခိုင်းနေဆိုတော့တောက်ကြစနေတင်းတွေဘာသာရေးတွေနော်လုတ်တဲ့နေ့မွတ်စလင်တွေကတောက်ကြနေမှာသူတို့ဥပုံနေစနေနေ့မှာဂျူးလူမျိုးတွေနဲ့စနေတင်းတွေနော်သူတို့ကနော်ဒီဥပုသ်ဆောင်တယ်တနင်္ဂနွေနေ့ကခရစ်ယာန်တွေအဲ့နေ့ကိုသူတို့ကချိုးတာနော်ဒါကြောင့်ဖျားမဲ့တရားမဲ့ဖြစ်သွားအောင်လေနော်ဥပုသ်ကျော်ဒါကြောင့်ဒီနေ့ဥပုသ်ဆောင်ပါတယ်ဆိုတော့စနေတင်းတွေလည်းသူတို့ဒီမှာစနေအလုပ်လုပ်ရတယ်သူတို့လည်းဥပုသ်ကျိုးတာပဲနော်သူတို့လည်းညနေတော့မရှောက်နိုင်ဘူးနော်အဲ့ဒါတွေတွေ့ရတယ်ဆိုတော့ခရစ်ယာန်တွေလည်းဥပုသ်ဆိုတာပေါ့အခု Solid City မှာလည်းတနင်္ဂနွေနေ့အလုပ်လုပ်ကြတယ်နော်ဒီအမျိုး state 3 4 5ခုတော့ရှိလိမ့်မယ်နော်တင်းတွေလုပ်တယ်တချို့လည်းမသိဘူးလေနော်ငါတို့ဥပုံနေဆောင်တာမှမဟုတ်တာကိစ္စမရှိဥပုံနေမှမဟုတ်တာဆိုတော့တင်းတွေလုပ်ချင်တဲ့လူကရှိသေးတယ်နှစ်ဆရလို့တဲ့အဲ့ဒါလည်းတမျိုးနော်သူ့ထက်ကြီးတွေရှိတယ်ကျန်းစာရန်တိသွားတော့လေနော်တနင်္ဂနွေနေ့ပါအလုပ်သွားဆင်းလိုက်တယ်နော်ဆိုတော့မိဘကိုယူသည်စွာပြုပါနော်အဖေ၌ဆိုသောတာခေတ္တန်သောသဘောရှိ၍မိဘစကားကိုနားမထောင်သောတာမိဘတို့ဆုံးမတော်လဲဆုံးမခြင်းကိုမခံသောတာရှိလျင်
မိဘတို့သည်ထိုသားကိုဆွဲကင်၍မြို့၌အသက်ကြီးသူတို့ရှိရာမြို့တကားဝသို့ဆောင်ခဲ့ပြီးလျှင်ကျွန်တော်တို့သားသည်သို့သောသူခက်တန်သောသဘောရှိ၍ကျွန်တော်တို့စကားကိုနားမထောင်သောသူဖြစ်ပါ၏စားကျူးသောသူတောက်ကျူးသောသူဖြစ်ပါ၏ဟု၍ခုမြို့၌အသက်ကြီးသူတို့အားရှောက်ဆိုရပြီထိုမြို့သားယောက်ျားပေါင်းတို့သည်ထိုသားကိုကြောက်ခဲနှင့်ပြည့်၍အသေးတိုက်ရကြမည်ထိုတို့တင်တို့တွင်ဒုစရိုက်အပြစ်ကိုဖယ်ရှားသည်ဣသရေလမျိုးသားပေါင်းတို့သည်ထိုသတင်းကိုကြား၍ကြောက်ရွံ့ခြင်းရှိကြလိမ့်မည်နောက်မိဘကိုမယူသေးရင်ဘာလို့ရမလဲခဲဖြင့်အသေးသက်နော်ဒါကြောင့်မို့နော်ဒီခဲနဲ့တည်သက်နော်ဒီဣသရေလသမိုင်းမှာခဲနဲ့ပဲပေါက်တက်ခိုင်းတာရှိတယ်နော်ဟုတ်ပြီနော်အဲ့ဒါဘလောက်ထိနော်သူတို့အရေးတူနော်အရေးထားလဲဆိုတာကိုသိတာတယ်လူသက်ကိုမတက်ရအောင်ပြန်ပြီးကြည့်အောင်နော်ဒီဥစ္စာကနော်လူသက်ကိုတတ်တော်သူဒီလေအသေးတက်ခြင်းကိုအမှန်ခံရခုနကလည်းနော်မိဘစကားနားမထောင်လို့လည်းအသေးတက်ခြင်းမခံရမှာနော်သူ့ရဲ့ပြစ်မှုကျူးလွန်ခြင်းအပြစ်ဒဏ်ကအသေးတက်ခြင်းခုဒီမှာလဲနော်လူသက်ကိုတက်ရင်အသက်အတွက်အသက်ကိုပေးရမယ်လို့ပြောတယ်နော်ဒါကြောင့်ဒီမှာမသက်ခန်းကြီး9ငယ်21နဲ့22မှာကြည့်တဲ့အခါကျအထောက်မတန်စိတ်ဆိုးခြင်းသည်လူတက်ခြင်းကဲ့သို့အပြစ်ဒဏ်ကြခံရမည်ယေရှုကဆိုတယ်အဲ့တော့ကျွန်တော်ဖတ်ကြည့်အောင်နော်ကြံကြံပါလူသက်ကိုမတတ်ရတတ်သောသူသည်ယုံ၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေဟုသောရှေးပြည့်စကားကိုသင်တို့ကြားရပြီငါပြည့်ညတ်ဒီကညီကိုတို့အထောက်မတန်အမျက်ထွက်သောသူသည်ယုံ၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေညီကိုကိုကဲ့သောသူသည်လွတ်တော်၌ပြစ်စီရင်ခြင်းခံထိုက်ပေ၏ညီကိုကျင့်စေသောသူသည်ဂေဟနာအရက်၌မိရှုခြင်းကိုခံထိုက်ပေ၏ဒါကြောင့်မို့ဒီမှာနော်ခရစ်တော်ကတော့ပြောတာလူသက်တတ်တယ်ဆိုတာကကာယကံမြောက်သွားပြီးတော့တတ်တဲ့ချိန်မှာပဲနော်သူကလူသက်တတ်တာမဟုတ်ဘူးဒါပေမဲ့ညီကိုကျင့်စေတယ်အထောက်မတန်အမျက်ထွက်တဲ့သူဟာနော်တည်ခြင်းနော်တည်တံထိုက်တယ်နော်ဒါကြောင့်မို့သူတည်တံကြခံရမှာဖြစ်တယ်လို့ပြောတယ်ဒါကြောင့်ဒီမှာလဲနော်ကျွန်တော်တို့မလွတ်ဘူးနော်ဒါကြောင့်စိတ်မဆိုးဘူးတဲ့လူမရှိဘူးနော်အမျက်ထွက်တယ်ညီကိုမျက်ထွက်တာတွေနော်အမျက်ထွက်တာပဲမပြောနဲ့ရန်ဖြစ်တာတွေနော်ရိုက်နေတာတွေရှိတယ်လေနော်နောက်တယောခန်းကြီး3ငယ်15မှာလဲနော်မုံတရားအဖြစ်သူကိုတတ်တယ်နော်မုံနာကလူကိုတတ်ခြင်းပဲဖြစ်တယ်ဒါကြောင့်ဝစီကံမနောကံတွေကိုပြောနေတာဖြစ်တယ်ခုနကနော်ဝစီကံမြောက်နဲ့တတ်တာဖြစ်တယ်အထက်မှာလေကျွန်တော်ပြောတာကကျိန်ဆဲတယ်ဆိုတာဗဇက်နဲ့ကျိန်ဆဲတာကိုနော်အခုဒီမှာတယောခန်းကြီး3ငယ်15မှာမိမိညီကိုမုံတော်သူသမီးကလူသက်ကိုတတ်တော်သူဖြစ်၏လို့ပြောတယ်ဒါကြောင့်လူသက်ကိုတတ်တော်သူတို့တရားမြတ်သာဝရသက်မတည်တည်ကိုသင်တို့သိကြ၏ဒါကြောင့်ပညာတရားနဲ့တွားမယ်ဆိုရင်တော့မနောကံမြောက်เนาะကျွန်တော်တို့မုန်းနေနော်လူကိုလေးစိတ်ထဲကမုန်းနေတယ်ဆိုရင်အဲ့မှာတင်ကျွန်တော်တို့ကဒီနေ့ပြည့်ညတ်တော်ချိုးပေါက်တော်သူဖြစ်တယ်သာဝရတက်ကိုရနိုင်တော်သူမဟုတ်ဘူးဆိုတာဒီမှာထင်ရှားစေတယ်ကောင်းပြီဒီမှာသူ့မယားကိုပြစ်မှားခြင်းเนาะဒါကိုကျွန်တော်ကြည့်ရမပြစ်မှားရလို့ပြောတယ်သူ့မယားကိုမပြစ်မှားရဟုသောရှေးပြည့်ညတ်စကားကိုသင်တို့ကြားရပြီးငါပြည့်ညတ်ဒီကကိလေသာစိတ်နဲ့သူ့မယားကိုကြည့်ရှုတော်သူသည်စိတ်နှလုံးထဲ၌မိန်းမထိုမိန်းမနဲ့ပြစ်မှားပြီဒါကြောင့်ဒီမှာနော်ဒီဟာကဘာကိုဆိုလို့လဲဆိုတော့စိတ်သေးကပြစ်မှားခြင်းဖြစ်တယ်စိတ်ဆိုတာမနောကံနော်မနောကံဖြစ်တယ်ပြီးတော့ဒီမှာကြည်တာနော်ယူရန်ကြည်တာမဟုတ်ပါကိလေသာစိတ်နဲ့ကြည်တာဖြစ်တယ်နော်ဒါကြောင့်ယူရန်ကြည်တာနဲ့တချို့တော့လှလိုက်တာနော်ဒီတောတောင်သားရတွေအရန်လှတာပဲဆိုတော့တောတောင်လှတွေကြည်တဲ့ချိန်မှာအပြစ်ဖြစ်သွားဆိုမဟုတ်ဘူးအဲ့ဒါပြောတာမဟုတ်ဘူးနော်ဒီနေ့ကိလေသာစိတ်နဲ့နော်တတ်မဲ့သောစိတ်နဲ့ကြည်တဲ့ချိန်မှာအဲ့ဒီစိတ်ထဲမှာအဲ့ဒီမိန်းမနဲ့ဖောက်ပြန်ပြီလို့ခရစ်တော်ကဆိုတာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ထို့ကြောင့်လက်ရမျက်စိဖြစ်တော့လေအသင်ကိုမှားရွေးစဉ်လေထိုမျက်စိကိုထုတ်ပြလောတကူလုံးကိုငရဲချခြင်းခံရသည်တဲ့အင်္ဂါတစ်ခုပြတ်တော့တာပြီးကောင်း၏။ဒါကနော်မျက်လုံးကြောင့်မှားယွင်းရင်မျက်လုံးကြောင့်မှားယွင်းခြင်းကိုပြောတာနော်။ဟိုတတိထားသင်မျက်စိဘာကိုကြည့်ကလေးတစ်ချင်းကြားဖို့မလား။ဒါဆိုအဲ့ဒါဒါဝိဒ်အကြောင်းပြောတာဒါဝိဒ်ကဒီနေ့ဖះကိုမကြည့်နော်ဒီတမန်တရားမဖတ်တဲ့ချိန်မှာ तू ကဗေဒရှိဘသွားကြည့်လို့ဒါဖြစ်သွားတယ်အဲ့တချင်းလေးကနော်ဒါဝိဒ်အကြောင်းရေးထားတာကျွန်တော်တို့လည်းအတူတူပဲဒါဝိဒ်နဲ့အတူတူပဲနော်ထိုနည်းတူလက်ရလက်ဖြစ်တော်လဲတင့်ကိုမှားယွင်းစီထိုလက်ကိုဖြတ်ပြလောတကူလုံးရဲ့တုတ်ချခြင်းကိုခံရသည်တဲ့အင်္ဂါတစ်ခုဒါပြက်တော်တာ၍ကောင်း၏ခိုးတတ်တဲ့လက်ကလေနော်ဒီနေ့လက်ကဖြစ်လိုက်ရင်လက်ပြက်နဲ့နော်ကောင်းကင်နိုင်ငံဝင်လို့ရသေးတယ်လက်ကိုမဖြစ်မီနော်ကောင်းကင်ဝင်ရခက်တယ်နော်ဝင်ရမှာဝင်ရဆင်းရမယ်လို့ပြောတယ်
မရနဲ့ကွာလုံးဖြတ်စာကိုအပိဥဆိုသောပြည့်ညတ်တော်စကားရှိပြီးငါပြည့်ညတ်ဒီကမှားယွင်းခြင်းကြောင့်မှတပါအခြားသောအကြောင်းဖြင့်မိမိမရနဲ့ကွာသောသူသည်မိမိမရကိုမှားယွင်းစေ၏ကွာသောမိမနဲ့ဆုံးဖြတ်ခြင်းကိုပြုသောသူသည်သူမရကိုပြစ်မှား၏เนาะဒါကြောင့်မို့တခြားမိမကွာသွားပြီးတော့သူများမိမเนาะစွန့်ထားတဲ့မိမတွေတော့မယူနဲ့အဲ့ဒါကိုကเนาะသူပြစ်မှားတာရောက်တယ်လို့ပြောတယ်ကောင်းပြီเนาะဒီဥစ္စာတွေလည်းကျွန်တော်တို့ထင်တာကတော့သူမြောက်မပြစ်မှားဘူးသူမရလို့ပြောရဆိုမိမတွေအတွက်ကြောင့်သူ့ယောက်ျားနဲ့မပြစ်မှားဘူးပေါ့เนาะဒါကိုပြောတာဖြစ်နှစ်ဖက်ပေါ့เนาะတစ်ဖက်တည်းမှမရှိတာတစ်ဖက်တည်းဆိုပြီးတော့မိမကိုပဲခေါ်လာတာဟာရှိတယ်မဟုတ်လားခရစ်တော်ရှိကိုခေါ်လာတယ်လေဒီမျိုးသမီးသူဖောက်ပြန်နေလို့ကျွန်တော်မိလို့သူခေါ်လာတယ်ယောက်ျားကတော့မခေါ်လာဘူးလေသူ့မောရှိတရားနဲ့ဂဲနဲ့ပြစ်တာမယ်ဒါကြောင့်ဒီပြည့်ညက်တဲ့ဒီဟာတွေချိုးပေါက်တဲ့လူအားလုံးကတေးထိုက်တယ်ဂဲနဲ့ပြစ်မယ်ခရစ်တော်ကတော့ဂဲနဲ့ပြစ်မယ်တော့မပြောဘူးပြောလဲငရဲမှာကြမယ်လို့ပြောတယ်နော်ကာယကံဝစီကမနောကံနဲ့နော်အကုန်လုံးကျူးလွန်တဲ့ဟာတွေကအဲ့လိုပြောရင်ဒါဆိုအတူတူပဲဆိုတော့ကျွန်တော်ကာယကံနဲ့ကျူးမလို့မနောကံနဲ့ကျူးအတူတူပဲဆိုကာယကံနဲ့ပဲကျူးလွန်ရမယ်ဆိုလို့တလားနော်ကျွန်တော်အဲ့ဒါကိုလည်းကျွန်တော်ရှင်းရှင်းသိဖို့လိုအပ်တယ်ဒါကြောင့်အဲ့ဒါမသိတဲ့ခါမှာတော့တချို့တွေကဟိုတူရီနှစ်ယောက်စကားပြောလို့ဖြစ်မယ်မို့တပိတ်တာနဲ့ဂဲတပိတ်တာနဲ့ဥဥဘေဟာပိုလေးတယ်လေတူကမေးတယ်သူကအတူတူပဲလေကွာတဲ့တပိတ်တာဆိုတော့ဒါဆိုရင်အတူတူပဲဆိုဥအဲ့ဒါဆိုရင်ဥကကျွန်တော်ခေါင်းကိုမို့တပိတ်တာနဲ့ထုပါတဲ့တတကဥခေါင်းကိုဂဲတပိတ်တာနဲ့ထုမယ်ဆိုတော့သူလေမျက်လုံးပြူသွားတယ်အတူတူပဲဆိုတော့အထုကံမဲ့အဲ့တိတ်သီးစားကခေါင်းကွဲသွားမှာဖြစ်တယ်နော်ဒါတော့ကာယကံမြောက်ကျူးလို့ရင်တော့ဘာဖြစ်မလဲပြဿနာတက်မှာနော်မိသားစုမှာပြဿနာတက်မယ်ဒီများကြားမှာပြဿနာတက်မယ်အသင်းတော်မှာပြဿနာတက်မယ်လူတိုင်းဝါမှာပြဿနာတက်မယ်နောက်ဆုံးမှာရေးကလာဖမ်းမယ်ထောင်ချမယ်နော်တက်တဲ့ကျွန်းနော်မတိမချင်းနော်အတေတက်စီဆိုတဲ့ဒဏ်တွေကိုခံရမှာဖြစ်တယ်ကျူးလွန်သောပြစ်ကလည်းနော်သူ့မှာအကျိုးဆက်ရှိတယ်ဒါကိုကျွန်တော်လက်လွတ်စပယ်နော်မခံယူဖို့ကျွန်တော်ပြောလို့တယ်နော်ဒီမှာလွယ်မှားသွားမှာဆိုလို့နော်ဒါလေးကိုကောင်းပြီနော်ဒါခရစ်တော်ဆိုလိုတာကကျွန်တော်တို့တွေပြည့်ညတ်တော်မဆောင်ရှောက်နိုင်ဘူးဆိုတာကိုသူကနော်ထင်ရစေဖို့အတွက်ဒါတွေကိုပေါ်ပြတာဖြစ်တယ်ယောဒီဟေဘဲခိုင်းကြီး73ငယ်လေးမှာပြောတာနော်ဒီမှာတော့မတရားသောမေထုံကိုပြုသောသူနဲ့သူများကိုပြစ်မှားသောသူကိုဖျားခင်စစ်ကြောစင်တော်မူလိမ့်မည်အခုခေတ်မှာနော်ကျွန်တော်တို့ဒီတမာတရားမသိပြီးတော့လွဲမှားသောသူတွေရှိတယ်နော်ကဲဒီချင်းစိတ်ချမှုရပြီဆိုပြီးတော့ဒီနေ့ခန္ဓာကိုယ်အကြီးပြားလေးနော်ထိပွတ်တာကတော့ဒါအပြစ်မဟုတ်ပါဘူးဆိုပြီးတော့နော် modernism ရှိတယ်ကဲဒီချင်းစိတ်ချလွန်ကျူတမာတရားရန်တိလွန်လို့လေသူများဘုရားနဲ့ပြမှားတာမတရားသောမိတုံမိဝဲတာကိုကောင်းတယ်လို့မိမိဘာသာမိမိအပြစ်တွေမိမိဘာသာမိမိအပြစ်လွတ်တော်သူတွေရှိတယ်အဲ့လိုလူတွေကိုဟေဘဲခန်းကြီး73မှာပြောတယ်နော်ဘုရားသခင်ကလွတ်မပေးဘူးနော်မော်ဒီနောက်နိုင်ငံတွေမှာလေဘာဖြစ်လဲငါသူများမရပြမှားတာမငါဝယ်စားတာအရင်တော့ကျွန်တော်အမေရိကန်တယောက်လိုမျိုးပြောတော့ဝယ်စားမိပစ္စည်းတော့ဝယ်စားခိုးတာမှမဟုတ်တာတဲ့မင်းမဟုတ်တော့ဝယ်စားမင်းပတ်စံပေးတယ်လေမင်းမဟုတ်စားတယ်မင်းလည်းကျေသူလည်းပတ်စံရဂျင်းနဲ့လေအဲ့ဒါပဲလေတဲ့ဒါပေမဲ့ဖះတရားနဲ့ညီသလားမညီဘူးနော်ကိုယ့်ရဲ့အတွေးခေါ်တွေကိုဝင်လာတဲ့ဟာတွေကအယောင်ဆိုးတွေຢာတွေကလွင်မာသောຢာတွေဆိုလို့ရှိရင်ဒါကြောင့်ကောရိန္သုထဲမှာလည်းနော်စာဒမာနလက်ထဲကိုအပ်လိုက်တယ်မောဟလက်ထဲအပ်လိုက်ဖခင်မရအောင်တော့တင်ပြလိုက်တော့အဖေတော်ဆွမ်းနေကောင်ပဲနော်တကယ်လဲဆွမ်းတာကဘသူဆွမ်းတာလဲရှောလမုန်မင်းဆွမ်းတာအရောက်တထာရှောလမုန်သူဆွမ်းတာဒါမဲ့သူဆွမ်းခြင်းအဖျားရှိမှာတော့သူကပျက်စီးခြင်းပဲဩလောကကြီးအနတ္တလို့ပြောသွားတာဖျားကိုကြောက်ရွံ့အပြစ်ဒုစရိုက်ကိုရှောင်ခြင်းတာလျင်ငါတို့လောကမှာနော်ဝမ်းသာစရာချမ်းသာစရာအကြောင်းဖြစ်တယ်လို့ပြောတယ်နော်အားလုံးကိုပိုင်ဆိုင်သွားသေးကြီးရှောလမုန်မင်းကိုယ်တိုင်မှာဒါကြောင့်မို့အလွဲနော်တလွဲစပေမကောင်းကြစို့နဲ့အဲ့ဒီအားလေးမှာလေနော်ကောင်းပြီကျွန်တော်တို့တော့ဒီဆုံးတတ်တော့မယ်နော်ဆိုတော့ဒီနေ့လူများမပြောတော့ဘူးမခိုးရနော်ဒီမှာလဲလူကိုခိုးသောသူသည်ရောင်းသည်ဖြစ်စေသူ၏လက်၌ရှိသည်ဖြစ်စေအသေးသက်ခြင်းကိုအမှန်ကန်ရမယ်ဒါလူကုန်ကူးတဲ့လူတွေနော်ကျွန်တော်တို့ကတော့ငွေခိုးဟွာ
ခိုးတာလေဆိုပြောရင်ပစ္စည်းခိုးတာလောက်ပဲတဲ့လူကိုခိုးတာသူ့ဥစ္စာကိုမခိုးရသူ့ဘာကိုမလဲစားရတယောက်ကိုတယောက်မူတာစကားမပြောရဝတ်ပြချင်19ငယ်စက်တင်မှာကိုနဲ့ဆက်ဆိုင်တော့သူဥစ္စာကိုမတရားသဖြင့်မသိမ်းရအနိုင်ထက်မပြူရမယူရသူငါခံထိုက်သောအခကိုတညလုံးနဲ့တိုင်အောင်မထားရဒါကြောင့်အချိန်တန်မပေးတာလဲဒါခိုးထားတာပဲလीနော်ဒါကြောင့်အခုခေတ်လုပ်ငန်းရှင်တွေဆိုရင်ချိန်လောက်ကုန်ချက်ချင်းပေးရမှာတစ်လဆိုင်2လဆိုင်လို့ပြီးတော့3လမြောက်မှပေးတယ်အဲ့လိုမျိုးဆိုတော့2လလောက်ခိုးထားတာဖြစ်တယ်ပေါ့နော်ဆိုတော့ခိုးယူပေါင်းတင်ခြင်းဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးနဲ့တူတယ်ဆိုတော့တချို့တွေလည်းလူကိုခိုးတယ်နော်ခိုးတဲ့အထက်မှာအလွယ်ဆုံးကလူကိုခိုးတာလို့ပြောတယ်နော်ဇုံလုံးကမ်းပြီးလိုက်သွားကြတယ်ဒီနော်မြို့သမီးတခုဒါကြောင့်မို့ဒီနိုင်ငံကြီးတို့နော်ရောင်းခံတရုတ်ပြည်ကိုတော့လကောက်ယူရီးယားပြည်တော့အများကြီးရောင်းခံရတယ်နော်ကဲဒါတွေထားလိုက်တော့ဆိုတော့မာလခိခန်းကြီး3ငယ်ရှင်း9မှာကြတော့ဖျားဥစ္စာကိုခိုးတဲ့ကိစ္စကိုတွေ့ရတယ်လူဒီဖျားခင်ဥစ္စာတော်ကိုလူရမည်လို့တိုးတော်လဲတင်းတို့ဒီငါဥစ္စာကိုလူယူကြပြီးကျွန်ုပ်တို့ဒီအဘယ်တို့လူယူပါတင်းတို့မေးရင်စေဖို့တပုတ်ကို၎င်းပူဇော်တကာကို၎င်းလူယူကြပြီးတင်းတို့ဒီချိန်ချင်းအမင်လောင်ခံရကြအကြောင်းမူကားပြည်သူပြည်သားပေါင်းတို့ဒီငါဥစ္စာကိုလူယူကြပြီးခိုးရတော့မဟုတ်ဘူးပေါ်တင်ကြီးကိုလူယူတာဖြစ်တယ်နော်ဒါကြောင့်မခိုးရဆိုတာလဲကျွန်တော်တို့စေဖို့တို့မပေးနိုင်တဲ့လူတွေကနော်ကျွန်တော်တို့ခိုးရရောက်တယ်အဖျားဥစ္စာကိုအဲ့ဒီလားလူမျိုးစေဖို့တို့ကိုကျွန်တော်တို့ခိုးတယ်လို့ပြောရင်ကျွန်တော်တပါးမျိုးသားတွေကြတော့စေဖို့ကဖျားဥစ္စာတွေဟုတ်တယ်မလားစေဖို့ကဖျားဥစ္စာဆိုတော့ဖျားဥစ္စာကိုကျွန်တော်ပူတော်ခိုးသေးတယ်ပူတော်ခိုးသေးတယ်ဖျားအကုန်လုံးမပြီးပဲကိုပဲအကုန်လုံးတုံးနေတာဟုတ်မလားကိုကအကုန်လုံးခိုးနေတာဖြစ်တယ်အခုတော့တရားဟောဆရာကြီးတွေရဲ့တရားဟောချက်တွေကကျမ်းစာထဲမှာစေဖို့တို့မလူကိုင်းစေဖို့တို့လူကိုင်းတာအပြစ်ပဲဖြစ်တယ်ဘာကြောင့်လဲဆိုစေဖို့လုံးကဖျားဥစ္စာဖြစ်တယ်ဒါဆိုစေဖို့လုံးမပြီးစေဖို့လုံးကိုကျွန်တော်တို့ကခိုးနေတာဖြစ်တယ်ဗောနော်ခိုးနေတော့မတိတိချင်းဘာလို့လဲလူယူတယ်တိတိချင်းနဲ့ဆိုရင်တော့အဲ့ဒါကလူယူတော့မှုဖြစ်တယ်နော်ဒါကြောင့်အမင်္ဂလာဖြစ်တယ်လို့ပြောတယ်နော်ဒါကြောင့်ဒီမှာလဲပြင်းရတော့စောက်ရှောက်နိုင်မလားကျိုးပြန်ပြီဗောနော်အကုန်လုံးကဆိုတော့အစတော့ထင်တာတော့ကျွန်တော်တို့လိုက်ရှောက်နိုင်တယ်ဖြစ်လိမ့်မယ်ဒါကြောင့်ဒီမဲ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နော်နီးလာပြီလိမ်မပြောရတင်ဒီမာတော့တင်တဲ့စကားကိုမကြမပြောရမတရားသောသူတွေနဲ့ဝိုင်းညီ၍မမှန်သောတက်တွေကိုမခံရဒါပေမဲ့ယောဟန်ခန်းကြီး8ငယ်44မှာကြည့်တဲ့ခါကြတော့တင်တို့သည်တင်တို့ဖာတီဟုသောမာနမှဆင်းသက်ကြ၏တင်တို့ဖာ၏အလိုတို့လည်းလိုက်တတ်ကြ၏မာနသည်ရှိဥစွာမဆိုင်လူအသက်ကိုတတ်တော်သူပြီးသူ၌မတမာတရားမရှိသောကြောင့်တမာတရားနဲ့မတည်မနေသူသည်မုဒ္ဒစကားကိုပြောသောအခါမိမိပဂရိတိုင်းပြော၏မုဒ္ဒစကား၌ကျင်လည်သောသူဖြစ်မုဒ္ဒ၏အဖာလည်းဖြစ်၏ကဲဒါကြောင့်မုဒ္ဒလိန်ပြောတာလीနော်ဒီကနေ့ကျွန်တော်တို့တကြိမ်ဘောမှာတစ်သက်လုံးမှာတကြိမ်တစ်ခါမှမလိန်မပြောဘူးတဲ့လူရှိသလားဒီထဲမှာရှိသလားလိန်မပြောဘူးတဲ့လူ မရှိပါဘူးပြောပြပါတယ် လိန်ပြောတယ်ဆိုရင်တော့အဲ့ဒါကကျွန်တော်ဘာတက်တည်လဲမုဒ္ဒဖခင်စာတန်ကဆင်းတဲ့နော်သူဖြစ်တယ်နော်ကျွန်တော်တို့လည်းမုဒ္ဒပြောဆိုရင်တော့ကျွန်တော်တို့ပြည့်နော်ဒီပြည့်ညတ်တော်ချိုးပေါက်တော်သူဖြစ်တယ်ဆိုတော့ဒါကြောင့်ဒီနေရာမှာလည်းကျွန်တော်လွဲပြန်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီဟာတွေမစောက်ရှောက်နိုင်ဘူးစောက်ရှောက်နိုင်လို့ကျွန်တော်ထင်နေရတယ်ကလည်းမူသားမပါလင်ကမချောဆိုတော့နေ့တိုင်းเนาะကျွန်တော်တို့ဖန်တလေးလေးတုံးကြတယ်เนาะကလေးတွေကိုချောသိရတဲ့ကတော့ကောင်းအမြဲတမ်းမူသားပြောကြတယ်ဒီเนาะယောက်ျားနဲ့မိန်းမကြားမဖြစ်မနေမူသားပြောပြီးတော့မူသားမပါလင်ကမချောယောက်ျားစိတ်မဆိုးအောင်မူသားပြောပြီးလင်္ကာလေးချောအောင်ပြောရတယ်တင်းဥစရာနဲ့တင်းသားကြားထဲမှာမူသားလေးလိပြောတော့မဟုတ်ပါမူသားဖြူလို့ပြောတယ်လင်္ကာချောအောင်ပြောကြတယ်เนาะအလုရှင်နဲ့လုံသမားကြတော့လင်္ကာချောအောင်ပြောကြတယ်မူသားတွေပဲเนาะနောက်ဆုံးလောဘမတရားအိဖက်ကကြီးငါငင်ငါမှာကမတရားသောမိထုံ၌မိဝဲသောသူညဉ့်ညူးစွာပြုသောသူယုတ်တုကိုကိုးကွယ်သောသူဖြစ်သောလောဘလွန်ကျိုးသောသူတစုံတစ်ယောက်မြခရစ်တော်နှင့်ဖျားခင်နိုင်ငံ၌မွေမခံရသည်ကိုသင်တို့သိကြ၏ဒါကြောင့်မို့ဒီမှာလောဘလွန်ကျူးသောသူเนาะအဲ့ဒါကယုတ်တုကိုးကွယ်သောသူဖြစ်တယ်ဆိုတော့ကျွန်တော်တို့လောဘရှိတယ်เนาะလောဘဆိုတာကမလူလောဘလူလောဘပြောတော့လဲเนาะကျွန်တော်တို့ကားတစ်စီးရှိရင်ကားနောက်ထပ်တစ်စီးရှိတယ်ကားအဟောင်းလေးရှိရင်ကားအစ်စ်လိုချင်တယ်ကားအဟောင်းကစီးလို့မရတော့ဘူးเนาะဖနက်ကမပြည့်သေးဘူးဖနက်တစ်တစ်ခုလိုချင်တယ်လောဘပဲလေเนาะဒါကြောင့်မို့လာဇာကဒီနေ့$19ရဲ့နောက်လထဲမှာ$20ရမယ်ဆိုရင်လိုချင်လားဆိုလိုချင်တာပေါ့ဟုတ်တယ်မလားလောဘပဲလေเนาะ19ကျပ်နဲ့စားလို့မရစားလို့ရတယ်လေလုံနေတယ်$19မြန်မာနိုင်ငံမှာဆိုနေတာမဟုတ်ဟုတ်တယ်မလားဒါပေမဲ့လူတွေကမကျေနပ်ဘူးเนาะဒါကြောင့်ဆူရှီဆိုင်တစ်ဆိုင်ရှိတယ်လူကနှစ်ဆိုင်လိုချင်တယ်နှစ်ဆိုင်ရှိတယ်လူက
3ဆိုင်ပြီးတော့10ဆိုင်10ဆိုင်ရှိလို့ချိန်နေသလားဆိုတော့ဆိုင်20ဆိုင်20လုံးမချိန်နေသေးဘူးပြည်နယ်90လုံးမှာဆူရှီဆိုင်လိုက်ဖွင့်ခြင်းတယ်လောပါပဲเนาะဒါကြောင့်မို့ပညာရေးသမားတွေကလည်းဘောတဘရပြီးချိန်နေသလားနှစ်ဘွဲလို့ချိန်တယ်လောပါတက်တာလေเนาะမိမတယောက်ရတဲ့လူကတယောက်နဲ့ချိန်နေသလားမချိန်နေဘူးเนาะတခါကျရင်2ယောက်မင်းလေးအငယ်နှောင်းလေးထားကြတယ်အခုခေတ်မှာများဟိုမှုတော်ဆောင်တွေထဲမှာတော့မှတချို့တွေငယ်နှောင်းနေတယ်เนาะဟိုတွေကဟိုနာမည်ကြီးနေတာတွေအများကြီးရှိတယ်เนาะဒါကြောင့်မို့ဒါတွေကเนาะဒီမလုတ်တင်နေရတယ်เนาะဒါကြောင့်ပြညတ်တော်တွေတို့ကျူးလွန်ကြတဲ့ຢာတွေကเนาะဒီနေ့အတိုင်းသားဖြစ်နေတယ်ဒါကြောင့်မို့ပြညတ်တော်ဆောက်ရှောက်ခြင်းနဲ့ကျွန်တော်ကောင်းကင်နိုင်ငံသွားမယ်ဆိုရင်တော့ဘယ်သူမှရမှာမဟုတ်ဘူးเนาะဒါကြောင့်မို့ကျွန်တော်ကိုဒီနေ့ကျေးဇူးတရားကဘု து စီမှာပေးတာလေယေရှုခရစ်တော်၌ပေးတာဖြစ်တယ်ထိုကျေးဇူးတရားအဖြစ်တာလည်းကျွန်တော်ကောင်းကင်နိုင်ငံဖြစ်တယ်ဒီကျေးဇူးတရားကိုနားလည်မယ်ဆိုရင်တို့ဖျားခင်ဖြောင့်မတ်ခြင်းเนาะတန်ဖို့ကိုကျွန်တော်နားလည်ပြီးတော့ကျွန်တော်တို့เนาะဒီစိတ်ကြတော့အသက်တာရရှိတယ်လို့ကျင့်ချင်းအမှန်ကန်လွတ်မြောက်စေတော့အရာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့ပြောလို့တယ်ဒါကြောင့်ဒီနေ့เนาะကျွန်တော်အဒီကเนาะကျွန်တော်တို့ဒီချိန်မှာပြညတ်တော်ကိုစောင့်ရှောက်ခြင်းဆိုတဲ့အရာတွေကိုမတိဘဲနဲ့မတုံးနဲ့မထိနဲ့မကင်နဲ့เนาะကောင်းကောင်းနေဆိုတဲ့အရာတွေနဲ့ပဲကျွန်တော်တို့သင်တန်းပေးမိတယ်เนาะကျွန်တော်သားသမီးတွေဆုံးမတယ်ညီကိုချင်းကိုဘောင်ခတ်မိတယ်ဆိုရင်ကိုယ့်ကိုပြန်လည်းပဲဆင်ခြင်လှဲ့เนาะကျွန်တော်ဘာဖြစ်နေလဲကျွန်တော်တို့ပြညတ်တရားနဲ့ပတ်သက်လို့ကျွန်တော်မရှင်းသေးဘူးနှမဆိုရင်အဲ့လိုလူတွေရောက်လာရင်သင်တို့ကိုချုပ်သွားမှာဖြစ်တယ်เนาะချုပ်ပြီးတော့သူတို့ထဲကိုတင်သွင်းသွားလိမ့်မယ်เนาะဒါကြောင့်မို့အဲ့ဒါကအမင်္ဂလာเนาะဖြစ်တယ်เนาะဒါကြောင့်မို့ဒါเนาะဒီခရစ်တော်ကိုဒုတိယအချိန်လေဝါကတိုင်းမှာရိုက်တတ်တော်သူဖြစ်တယ်ဒါကြောင့်မို့ပြညတ်တရားကချင်းတက်တက်ဖြစ်တယ်ဒါကြောင့်မို့ပြညတ်တရားစောင့်ရှောက်ခြင်းနဲ့မဟုတ်ဘူးကျွန်တော်တို့ကိုဘုရားကယ်တင်တာကခရစ်တော်အားဖြစ်တာလေသူကျေးဇူးတရားတည်ယူတော်လေဝါကတိုင်း၌သွန်တော်အသွေးတဝါကတိုင်း၌ပြီးတော့ခရစ်တော်ရဲ့အသက်အဖြစ်ကျွန်တော်တို့ကယ်တင်ခြင်းဖြစ်တယ်ဒါကြောင့်မို့ပြညတ်တရားကเนาะကျွန်တော်တို့ကိုကယ်တင်ခြင်းတော်ပြီးသို့တော်လည်းပြညတ်တရားကခရစ်တော်ထံကိုကျွန်တော်တို့ဥတည်ပေးတာဖြစ်တယ်ကျွန်တော်အပြစ်တွေကိုတည်ပြီးတော့အခုပြောလိုက်တဲ့ပြညတ်တော်10ပါးလုံးကိုကြည့်တဲ့ချိန်မှာကျွန်တော်အကုန်လုံးကြာသွားပြီเนาะတရားမှမလိုက်ရှာဘူးဒါကြောင့်စာမှုပွဲကြာတော့အောင်ဖို့အတွက်ကျွန်တော်တို့ကိုအောင်ကူညီပေးနိုင်တဲ့လူရှိတယ်เนาะဒီတောင်းကိုကြော်နိုင်ဖို့အတွက်ခရစ်တော်ကသာလေဒီတည်ခြင်းတရားအောင်မြင်တော့သူเนาะဒီနေ့မန်၅ပါးအောင်မြင်တော့ဖခင်ခရစ်တော်ပဲဖြစ်တယ်သူ့ရဲ့ကျေးဇူးတရားပဲဒီမန်၅ပါးအောင်မြင်၍ကယ်တင်ခြင်းစိတ်ချဖို့တတ်ရရှိပြီးတော့ဒီပြည့်ညက်တရားရဲ့အကျိုးဆိုတာကလည်းခရစ်တော်စီကိုကျွန်တော်တို့တိတ်ရောက်ဖို့အတွက်ပို့ဆောင်ကြောင်းနားလည်ဖို့ကျွန်တော်တို့ဒီနေ့ခံယူကြအောင်လို့ပြောလို့တယ်ဒါကြောင့်ဒီနေ့နော်ကျွန်တော်လွှဲမှာတော့ယူကြည်ခြင်းပြည့်ညက်တော်ကိုကျွန်တော်ခံယူထားတယ်ဆိုလို့ရှိရင်သင်ပေးနေရရှင်ဒီနေ့ကစပြီးတော့ရတန်းရက်ပြီးတော့ကျေးဇူးတရားမှာတူပွားကြပါလို့တော့ပြောထားတဲ့အတိုင်းပါကျေးဇူးတော်မှာခံကန့်ကြပါလို့ပြောတဲ့အတိုင်းဖျက်မြတ်တာတရားကိုကျွန်တော်နားလည်ပြီးတော့လူတွေကိုဒီပြည့်ညက်တရားကနော် X-ray ကဲ့သို့အဖြစ်ပေါ်ပြတဲ့အရာဖြစ်ကြောင်းသိပြီးတော့တန်ရှင်းသောဘုရားမှာစာခြင်းအဖြစ်ကျေးဇူးတရားဟိုကိုယင်းနေဆက်လက်ပြီးတော့ကျွန်တော်တို့ပွားစီဖို့ကျေးဇူးတရား၌ခံကန့်ခြင်းရှိဖို့ပြည့်ညက်တရားတွေသူရဲ့နော်ဒီနေ့အကူအပန့်တာဖြစ်ကြောင်းကိုနားလည်ခံယူတတ်ဖို့အတွက်နေ့နာတော်တရားပြရောက်တိုင်းပါဘုရားသခင်ကောင်းကြီးချပေးပါစေအာမင် အာမင် ဒီမှာဆရာ ဟုတ်ပြီကျေး